မင်္ဂလာပါရှင်စရန် TV ຫນွေဦးတော်လန်ရေးစကားဝိုင်းမင်းမြန်ခန့်အစီအစဉ်မှကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်အစီအစဉ်ကတော့မြို့သားညီညွတ်ရေးအစိုးရပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာအားဆက်သွယ်မင်းမြန်ထားသောအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ကျွန်မကတော့အစီအစဉ်တင်ဆက်သူညဉ့်ညံဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ယခုလိုဇရန် TV ရဲ့မေးမြန်းခန်းအစီအစဉ်ကိုလက်ခံပေးတဲ့အတွက်ကြောင့်မို့လို့ဇရန် TV အနေနဲ့ကျေးဇူးတင်ကြောင်းရှင်းစွာပြောကြားလိုပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပထမအဆုံးအနေနဲ့မေးမြန်းသွားမယ့်မေးခွန်းကတော့ပြည်ပဆိုင်ရာဝန်ကြီးဌာနအနေနဲ့အခုလက်ရှိနိုင်ငံရေးရာကိစ္စတွေကိုဘယ်လိုကင်တွယ်ဆောင်ရွက်နေလဲဆိုတာကိုရှင်းပြပေးပါရှင်ကျွန်တော်တို့ကကန်တာလေးခုနဲ့ဆောင်ရွက်နေတဲ့ဆိုပြောရတော့မှာပါဘူးကျွန်တော်တို့ကပြည်ပဆိုင်ရာမှာဆိုအဓိကဒီစစ်ကောင်စီဒီလောကအတိမပြုချေမရစီကအဓိကပေါ့ဥမာနိုင်ငံတနိုင်ငံကမိအောင်လိုက်ကိုအတိမပြုသွားရတာကျွန်တော်တို့ຫນွေဥတော်လာကြီးအတွက်ဒါဟာ red light ဖြစ်တယ်ကျွန်တော်တို့ဒါဟာလောမကောင်းတဲ့ဥစ္စာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာနအနေနဲ့အဓိကလုံနေတဲ့ဥစ္စာကစစ်ကောင်စီတွေကိုအတိမမပြုရေးပေါ့တစ်ချိန်တည်းမှာပြီး NUG ကိုတားလျင်အတိမပြုရေးဘာလို့လဲဆိုတော့ NUG ဒီမြန်မာနိုင်ငံပြည်သူလူထုတစ်ခုလောက်ကမေးတဲ့ပေးထားတဲ့အစိုးရဖြစ်တယ်လို့ကျွန်တော်တို့ legitimacy ကမြန်မာပြည်သူလူထုစီကလာတယ်ဒါကျွန်တော်2020ရွေးကောက်ပွဲလည်းဖြစ်တယ်ဆိုတော့ဒါအလုပ်ဒီအင်မတန်မှရည်ကြည်တယ်ဒါနံပါတ်1ချက်ပေါ့နံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော် diplomatic engagement လို့ပြောတဲ့အခါမှာတာဂိတမခင်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဒီအခုက COVID-19 ရဲ့အရေးကိုကျွန်တော်ရေးဆိုင်နေရသေးတယ်ဒီအာဏာသိမ်းခြင်းကြောင့်ကျွန်တော်တို့ဒီလူသားချင်းစာနာထောက်ထားရေးကတကယ်တော့ဆိုအင်မတန်မှအရေးကြီးလာတယ်အခုဆိုရင်တော့စပွဲပေါ်မှာနော်တမီမထားနိုင်တော့တဲ့ပြည်သူလူထုကတကယ်သားဆိုရင်တော့တိတ်နဲ့ပြောမယ်ဆိုရင်တော့တိတ်150ကျော်နေပြီဒါကကုလသမဂ္ဂကသူတို့ကတေချာအောက်ခြေမှာကြည့်ပြီးတော့အချို့အကြောင်းတွေကိုတေချာကြည့်ပြီးတော့ပြီးဆိုတော့ကျွန်တော်လူသားချင်းစာနာထောက်ထားရေးအကြအတဲကြီးဟာလည်းကျွန်တော်ရှိနေသေးတယ်တစ်ဖက်ကပြောမယ်ဆိုရင်အခုလောကျွန်တော်ဒီ violence crisis လူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ဖို့အခုသူတို့ကစူးစမ်းနေတယ်ဒါစူးစမ်းနေတာတာမကပဲနဲ့ဒါကိုအောက်ခြေမှာလက်တွဲသူတို့ကဆောင်ရွက်နေတာဖြစ်တယ်စစ်ကောင်စီကဆိုတော့ဒါဒီအားလုံးကိုကျွန်တော်တို့ကမျက်နှာတွေဖြစ်တယ်ဒါဒီအားလုံးကိုနိုင်ငံတကာမှာတာဂိတမကီရကျွန်တော်တို့လှုပ်ရှားနေရတာဆိုတော့အဓိကတော့ပါလီမာတော့ပေါ့ကျွန်တော်တို့ဟာလွှတ်တော်တော်တော်များများမှာကျွန်တော်မိခွန်းပြောခွင့်ရခဲ့တယ်ဗြိတိရှလွှတ်တော်ဗြိတိလွှတ်တော်ဂျာမနီလွှတ်တော် EU လွှတ်တော်နော်ဝေလွှတ်တော်ပြီးတော့အခုကျွန်တော်တို့ဒီကနေဒါလွှတ်တော်တို့အမေရိကမှာဆိုတော့အထက်လွှတ်တော်အမတွေအောက်လွှတ်တော်အမတွေအခုနောက်လုံးဒီဖက်က APU တော်တွေပေါ့နော်ကတာဝန်ရှိတဲ့ဒီ State Department ကအစိုးရကအဲ့လိုနဲ့ကျွန်တော်တို့ကချစ်စတဲ့အများကြီးရှိတယ်ထိုနည်းတူပဲ Australia နိုင်ငံလွှတ်တော်ခုလုံးNew Zealand လွှတ်တော်တို့ပြီးတော့ဂျပန်လွှတ်တော်ဆိုပြီးတော့ဒီနိုင်ငံတကာတော်တော်များများမှာရှိတဲ့လွှတ်တော်အများကြီးကိုလည်းကျွန်တော်အနေနဲ့ပြည်ပဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးအဖြစ်နဲ့တော့၎င်းNUG တခုလို့ရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့တော့၎င်းမြန်မာနိုင်ငံရဲ့ဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောက်တရားအနေနဲ့တော့၎င်းဒါကိုကျွန်တော်ကဒီနေ့ထိချိဆက်လျက်ရှိတယ်ထိုနည်းတူပဲကျွန်တော်ကအစိုးရမှအစိုးရတို့ပေါ့ကျွန်တော်အမေရိကဆိုရတို့ဗြိတိရှဆိုရတို့ EU ဆိုရတို့ဒီနိုင်ငံတကာတော့များများမှရှိတဲ့အစိုးရတွေနဲ့ကျွန်တော်ဟာအများကြီးချိဆက်တယ်တစ်ဖက်ကပြောမယ်ဆိုရင်လည်းခုနလိုပေါ့အာဆီယံတို့ EU တို့ပေါ့အခုနောက်လို့ဒီပြည်ပဆိုင်ရာ institution အကြီးကြီးတွေဖြစ်တဲ့အစိုးရ institution တွေဖြစ်တဲ့ UNO နော်ကမ္ဘာတစ်ခုလုံးနဲ့ပတ်သက်လာရင်ယူရိုပါတိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ EU ပေါ့နော်ဒီအာရှနဲ့ပတ်သက်လာရင်တော့အာဆီယံဆိုတော့ထိုနည်းတူပဲကျွန်တော်ဟာနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့နော်အခုနိုင်ငံတကာအဖွဲ့အစည်းတွေလို့ပြောတဲ့အခါမှာ COVID-19 နဲ့ပတ်သက်လာရင်တော့နိုင်ငံတကာအဖွဲ့အစည်းနဲ့ကျွန်တော်မြဲချိတ်ဆက်မှုရဲ့လို့ရတယ်ထိုနည်းတူပဲ
လူတာချင်းစာနာထောက်ထားရင်းနဲ့ပတ်သက်လာရင်လည်းကျွန်တော်တို့တော်တော်များများပြပြဆိုင်ရာဖွဲ့စည်းနေတယ်ကျွန်တော်တို့ချစ်စေရတယ်ဥမာပေါ့ဒီလွတ်ခဲ့တဲ့3နှစ်မှာကျွန်တော်တို့ချစ်ပီနဲ့တောင်ပိုင်းမှာအဲနဲ့တမတော်ကြားတိုက်ပွဲဖြစ်တယ်အဲ့မှာချင်းပြည်သူလူထု1000ကျော်ကဒီနေ့အထိပေါ့နော်ချစ်ပီနဲ့တောင်ပိုင်းပလဲဝါတို့စမီတို့မှာဒုက္ခသည်တွေရှိနေသေးတယ်1000ကျော်အိုမေအိမ်မဲ့ဖြစ်သေးတယ်သူတို့ကိုလည်းဒီနေ့အထိတကယ်တော့ဆိုသူတို့ရဲ့စာဝတ်နေရေးအစီပြဖို့ဟာလည်းအင်မတန်မှအရေးကြီးတယ်ဒါတွေကိုလည်းတက်ဆိုင်ရာပြည်ပဆိုင်ရာဖွဲ့စည်းတွေနဲ့ကျွန်တော်တို့ကတားနိုင်တဲ့ဖက်ကနေပြီးတော့အဲ့လိုပေါ့ကျွန်တော်တို့ကလုံးတာတွေအများကြီးရှိတယ်ထိုနည်းတူပဲကျွန်တော်မိတ္တဆိုအခုဆိုတော့မိတ္တတို့မှာလည်းဒါဒီလူသားစစ်ဌာနထောက်ထိုက်ကအများကြီးလိုလာပြီဆိုတော့မိတ္တဖက်ချစ်ပင်နဲ့ပြောမယ်ဆိုရင်ပေါ့နော်ဆိုတော့ဒီလိုနဲ့ကျွန်တော်တို့ကနိုင်ငံတကာလို့ပြောတဲ့အခါမှာတော်တော်ကျေပြတယ်ဒါတွေကိုလည်းတစ်ဖက်ကပြောမယ်ကျွန်တော်ကနင်းငယ်မပြပေါ့နော်ဒါကိုနောက်ွယ်မှာလုပ်နေရတယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီလိုအစည်းအဝေးတွေဒီလို engagement တွေကိုတော့silent diplomacy နဲ့ပို့သွားတယ်ဆိုတော့ပြည်သူလူထုကိုလည်းကျွန်တော်တို့နဲ့ဒီတိုင်းထုတ်ပြခြင်းချက်တွေထုတ်ပြီးတော့အစည်းအဝေးတွေနဲ့ပတ်သက်မပြောဖြစ်တဲ့အပိုင်းတွေကိုလည်းအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာ silent diplomacy နဲ့တွားတဲ့အခြင်းအနေထားလည်းဖြစ်တယ်ပြီးတော့တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ပြောရေးဆိုခွင့်ရှိသူအနေနဲ့BBC ဆိုင်ရာမီဒီယာတွေပေါ့ BBC တို့ CNN တို့အခုနလို Al Jazeera တို့ဒီတကက်ကမ္ဘာမီဒီယာအကြီးကြီးတွေနဲ့ကိုလည်းကျွန်တော်အများအားချိတ်ဆက်ရတယ်ထိုနည်းတူပဲအောက်ခြေကကျွန်တော်တို့ဒီ local media non national media ဖြစ်ဒါနေတို့ကလည်းကျွန်တော်လိုအားသလိုကျွန်တော်အများကြီးချိတ်ဆက်မှုရှိတယ်ဆိုတော့ဒါတွေအလုပ်ကအတူချိုးနဲ့ပြောမယ်ဆိုတော့ကျွန်တော်ကောင်းဆောင်တယောက်အနေနဲ့တော့လည်းကောင်းဒီຫນွေဥတော်လှကြီးရဲ့မျက်နှာပြည်တစ်ခုပေါ့နော်ကျွန်တော်တို့ကthe face of the revolution အနေနဲ့တော့လည်းကောင်း the voice ဒီຫນွေဥတော်လှရဲ့အတန်အဖြစ်နဲ့တော့လည်းကောင်းနိုင်ငံတကာမှာဒါကိုကျေပြကျွန်တော်ဟာအများကြီးဆောင်ရွက်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့မှယခုလက်ရှိယူကရိန်းရုရှားအရေးနဲ့မြန်မာအရေးပဋိပက္ခနှစ်ခုကရောဘယ်လိုကိစ္စတွေကတူညီမှုရှိပါသလဲရှင်ကျွန်တော်ကနံပါတ်1ကတော့ယူကရိန်းနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာဒီမိုကရေစီအတွက်ကိုတိုက်ပွဲဝင်နေကြတယ်ဒါနံပါတ်1ပေါ့နော်ဆိုတော့ယူကရိန်းနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာသူတို့ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေတကယ်တော့ဆိုတော့အာနာစီစနစ်ကိုတော်လှန်တဲ့တိုက်ပွဲတွေဖြစ်ကြတယ်ဟိုဘက်ကသမ္မတပူတင်ကိုပြစ်ကြည့်မယ်ဆိုရင်သူဒီတကယ်အာနာစီauthoritarian dictator ဖြစ်နေ authoritarianism ကိုကြီးတုံနေတဲ့လူဖြစ်နေဒီဘက်ကမိအောင်လှိုင်ဆိုရင်လည်းသူနေတူပဲသူကတကယ်စီအာနာစီစနစ်ကိုမြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်အဖြစ်နဲ့ရတဲ့ပါဖြစ်အောင်ပေါ့သူတို့ကစူးစမ်းနေတဲ့ဒီစစ်ဗိုလ်ချုပ်တွေစစ်ကောင်စီတွေဖြစ်နေဆိုတော့ဒါမိအောင်လှိုင်နဲ့ပူတင်နဲ့ကနော်တမျက်နှာထက်ဖြစ်တယ်ဒါယူကရိန်းပြည်သူနဲ့မြန်မာပြည်သူကလည်းခုနလိုတစ်ဖက်ဖြစ်နေဆိုတော့အဲ့လိုပေါ့နံပါတ်3အချက်ကတော့ရုရှားသမ္မတကစစ်ကြေညာတယ်ယူကရိန်းပြည်သူကိုစစ်ကြေညာတယ်တကယ်တော့ဆိုရင်ယူကရိန်းနိုင်ငံကိုစစ်ကြေညာတယ်ဆိုတာထက်ယူကရိန်းပြည်သူတွေကိုစစ်ကြေညာတယ်ဆိုတာပုံမှာထိုနည်းတူပဲမြန်မာနိုင်ငံမှာဆိုရင်မိအောင်လှိုင်ကမြန်မာပြည်သူတွေအားလုံးကိုစစ်ကြေညာတယ်တိုက်ခိုက်တယ်နော်စစ်လေဒီစစ်တုပ်ပစ္စည်းတွေကိုညော့များကိုအတူပြုပြီးတော့အဲ့လိုပါတယ်ဆိုတော့နံပါတ်4ချက်ဆိုရင်တော့ရုရှားကနော်တကယ်တော့ဆိုတော့ဒီသူတို့ယူကရိန်းပြည်သူတွေကိုတန်နေတဲ့တပ်ဖြတ်နေတဲ့လက်နက်ကရုရှားကထုတ်လုပ်တဲ့လက်နက်တွေဖြစ်တယ်ရုရှားလက်နက်တွေဖြစ်တယ်ထိုနည်းတူပဲမြန်မာနိုင်ငံမှာမြန်မာပြည်သူလူထုတွေကိုနေတဲ့တပ်ဖြတ်နေတဲ့လက်နက်ဆိုရင်လည်းရုရှားကလာတဲ့လက်နက်တွေများရှိတယ်ဥပမာဗုတ်ချက်လေယူတွေကချီပြည်နယ်တွေကကြီးပြည်နယ်တွေအခုနဂရီနီပြည်နယ်တွေချီပြည်နယ်တွေကိုလာလေးရှိတဲ့လေယူတွေအကိုလိုကရုရှားကလာတဲ့လေယူတွေဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တကယ်ဒါဆိုတော့တူညီမှုကအများကြီးအဲ့လိုပြောလို့ရတယ်နံပါတ်5အချက်အနေနဲ့ပြောမယ်ဆိုရင်ယူကရိန်းပြည်သူလူထုကဒီမိုကရေစီကိုလိုလားတယ်တောက်တာတယ်ဒီမိုကရေစီဆိုတာကတော့ကိုယ်ကချမာကိုဖန်တီးပေါ့ဥပမာယူကရိန်းနိုင်ငံသားတွေကသူတို့ရဲ့ကံကြမ္မာကိုရုရှားကဖာတီးရမယ်မဟုတ်ဘူးယူကရိန်းပြည်သူလူထုရဲ့ကံကြမ္မာကိုယူကရိန်းပြည်သူလူထုကဖာတီးရမယ်သူတို့ကယူရိုပတိုက်ကို join ချင်နေဆိုရင်တော့သူတို့ရဲ့စာဒဖြစ်ရမယ်
ထို့နည်းတူမြန်မာနိုင်ငံပြည်သူလူထုဟာလည်းကိုကကြမကိုဖာတိဖို့ပဲသူတို့ကတောင်းဆိုတယ်ပြောချင်တာကတော့ကျွန်တော်တို့ချင်းပြည်သူတွေဆိုရင်လည်းကျွန်တော်တို့ကဘာတစ်ခုမှအပုံတောက်တာမရှိဘူးကျွန်တော်တို့ကလွတ်လပ်ရေးကိုတောင်းဆိုတယ်ဒီမိုကရေစီကိုတောင်းဆိုတယ်ဖက်ဒရယ်ကိုတောင်းဆိုတယ်ဖက်ဒရယ်ဒီမိုကရေစီလို့ပြောတဲ့အခါမှာကိုကကြမကိုဖာတိပဲဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံရေးလောကကိုကြည့်မယ်ဆိုရင်တော့ဒီမိုကရေစီရဲ့တကယ့်အနှစ်သာရကကျွန်တော်တို့ freedom ပဲလွတ်လပ်ရေးပဲလွတ်လပ်ရေးလို့ပြောတဲ့အခါမှာခုနလိုယူကရိန်းပြည်သူလူထုကလွတ်လပ်လပ်ဆုဖြတ်ပိုက်ခွင့်ရှိရမယ်မြန်မာပြည်သူလူထုဟာလည်းလွတ်လပ်လပ်ဆုဖြတ်ပိုက်ခွင့်ရှိရမယ်တိုးတော်လည်းပဲမြန်မာပြည်သူလူထုရဲ့ဆုဖြတ်ချက်ချတာကိုမိအောင်လိုက်ကလက်နက်ကိုယူလာပြီးတော့တိုက်ခိုက်နေဆိုတဲ့ပြပေါ့ထိုနည်းတူပဲယူကရိန်းပြည်သူလူထုရဲ့ဆုဖြတ်ပိုက်ခွင့်ကိုနော်ရုရှားသမ္မတကစစ်ကြေညာပြီးတော့တိုက်ခိုက်နေဖြစ်စီတယ်ဆိုတော့ဒါတွေအားလုံးကိုကြည့်ချင်းအပြေကျွန်တော်တို့မှာကျွန်တော်ရဲ့ struggle ကတကယ်ဒါဆိုတော့တမျက်နှာထက်ဖြစ်တယ်တသားထက်ဖြစ်တယ်ဒီနေ့တူပဲသူတို့တော်လှန်နေတာဒီအာနာစီစနစ်ကိုတော်လှန်နေတာဖြစ်တယ်တစ်ချိန်တည်းမှာပြီးသူတို့အသက်ပေးနေတာဒီ Federal Democracy အတွက်ကိုကကြမကိုဖာတီရဲ့အတွက်သူတို့အသက်ကိုပေးနေတာဖြစ်တယ်တစ်ဖက်ကပြောမယ်ဆိုရင်မြန်မာပြည်သူလူထုဟာလည်းတနေ့ကျရင်တော့ကျွန်တော်တို့ကစစ်စားတော့မှာအခုကကျွန်တော်ကဘယ်လိုပြောမလဲဒီအာရှတိုင်းမှာရှိတယ်ဟုတ်တယ်မှန်တယ်ဆိုတော့ ERG နိုင်ငံတွေနဲ့အကြမ်းမှနေတယ်မှန်တယ်တို့တော့လည်းပဲကျွန်တော်တို့ရဲ့ကံကြမ္မာကိုဖာတိတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ရဲ့လူချိုကြီးဟာလည်းအီမတန်မှအရေးကြီးလာတယ်ဆိုတော့ဥပမာပေါ့မြန်မာနိုင်ငံမှာမြန်မာပြည်သူလူထုရဲ့လူချိုကြီးကိုအမြဲတမ်းဖြစ်စီနေတယ်အမြဲတမ်းမြန်မာပြည်သူလူထုတိုင်းရဲ့အသက်အိုးအိမ်ကိုလည်းနှစ်ပေါက်80ကျော်မှာနေတိုင်းညတဲ့ခုနလိုပေါ့ရာပြူပြီးတော့စစ်ကြေညာပြီးတော့တိုက်ခတ်နေတာဒီစစ်ဗိုလ်ချုပ်တွေဖြစ်တယ်တမန်မြန်မာတမိုက်ပေါ်တာနော်ထိုနည်းတူပဲကျွန်တော်တို့ကအခုဆိုတော့ယူကရိန်းနိုင်ငံမှာလည်းနှစ်ပေါင်းများစွာပေါ့သူတို့ဆိုဗီယက်ကနေထွက်လာတဲ့အချိန်မှာကနေစပြီးတော့ယူကရိန်းပြည်သူလူထုတွေရဲ့အသက်အိုးအိမ်နဲ့သူတို့ရဲ့ကိုကကြမကိုဖာတီနဲ့လောလာရေးနဲ့သူတို့ရဲ့တာဖို့ပေါ့လူမာတာဖို့ကတကယ်သားဆိုတော့လောလာရေးပါပဲဆိုတော့ကျွန်တော်တာဖို့လို့ပြောတဲ့အခါမှာကျွန်တော်ရဲ့စုဖြားပိုင်ခွင့်ပါမယ်ဒါကနိုင်ငံတူနိုင်ငံသားတိုင်းကဘာတူကဘာသားတိုင်းမှာစီတီစီထိုင်တဲ့ဥစ္စာဖြစ်တယ်ဆိုတော့ကိုကကြမကိုဖာတီဆိုတာကဘတူမှလာပေးတာမဟုတ်တလို့ဘတူမှလည်းလာယူခွင့်မရှိဘူးတကယ်သားဆိုရင်ဖះကပေးတယ်ဖះပဲယူလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဟာမွေးရပါအခွင့်အရေးလို့ပြောတဲ့အခါမှာတကယ်မွေးရပါအခွင့်အရေးကလောလာရေးနဲ့ကိုကကြမကိုဖာတီဆိုတော့ယူကရိန်းနိုင်ငံမှာဖြစ်နေတာဒီယူကရိန်းကသူတို့ရဲ့လိုချိုရေးကိုစစ်ဆန့်ချင်အဖြစ်ဟုတ်ပြီသူတို့ကနေတိုးနဲ့လည်းစကားပြောလို့ရတယ်နော်အခုနလို EU နဲ့လည်းစကားပြောလို့ရတယ်နိုင်ငံတကာလည်းစကားပြောလို့ရတယ်ဆိုတော့ဒါတွေအားလုံးကိုလာသားမိပြီးတော့ခုနလိုကိုကကြမကိုဖာတီကိုစစ်လက်နက်ကိုတိုးပြလာတိုက်ခိုက်တဲ့အခါမှာဒီလိုဖြစ်သွားတယ်ဆိုတော့တူညီမှုကတော့အများကြီးရှိတယ်ခုနကျွန်တော်ပြောသလိုမိအောင်လှိုင်းနဲ့ရုရှားကတူတယ်မိအောင်လှိုင်းနဲ့ဘူတီကတူညီတယ်ဟိုနေ့တူပဲယူကရိန်းပြည်သူလူထုရုပ်ကနေရတဲ့အရာနဲ့မြန်မာပြည်သူလူထုရုပ်ကနေရတဲ့အရာဟာတရားမှတရားတူတယ်ဘာမှကွာချက်မရှိဘူးကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့မှယခုဆိုရင်ယူကရိန်းကိစ္စဟာနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုခံရပြီးတော့မြန်မာအရေးကတော့နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုမခံရပါဘူးအခုလိုမတရားဖိနှိပ်ရတာရှင်သဘောတရားတူညီတဲ့ဒီအရေးကိစ္စနှစ်ခုမှာမြန်မာနိုင်ငံကိုနိုင်ငံတကာကအာရုံစိုက်မှုရလာဖို့အတွက်ဘယ်လိုမျိုးရှေ့ဆက်ဆောင်ရွက်တင်နေဆိုတာကိုဝင်းကြီးအနေနဲ့ပြောပြပေးလို့ရမလားရှင်အာရုံစိုက်မှုနဲ့ပတ်သက်လာပြီပေါ့နော်ကျွန်တော်တို့နံပါတ်1ကကျွန်တော်အာဆီယံနဲ့ EU ကိုနှိုက်စီလို့ပို့တော့လူထုကနားနေတယ်လို့ထင်တယ်ယူကရိန်းနိုင်ငံအနားမှာ EU ရှိတယ်မြန်မာနိုင်ငံမှာအာဆီယံရှိတယ်ဆိုတော့ EU ရဲ့တုံ့ပြန်မှုနဲ့အာဆီယံရဲ့တုံ့ပြန်မှုကိုကြည့်မယ်ဆိုဥမာပေါ့မြန်မာနိုင်ငံအပေါ်မှာအာဆီယံရဲ့တုံ့ပြန်မှုက5 point ဆိုတာထွက်လာတယ်အချက်5ချက်ပေါ့အဲ့ဒီအချက်5ချက်ဆိုရင်လည်းဖြစ်လာတာကိုတစ်နှစ်ကျော်ပြီဘာတစ်ခုမှကိုအကောက်ထဲပေါ်တာမရှိဘူးတော့ဟိုဘက်က European Union ဆိုရင်သူတို့ကstatement တွေထုတ်တယ် condemnation တွေလုပ်တယ်ဒါကတပိုင်းလက်တွေ့ကိုယူကရိန်းကိုကူညီတယ်လက်တွေ့ကိုကူညီတယ်ဆိုတော့နံပါတ်1ကသူတို့စီးအရာကူညီမှုပေးတယ်
တရားမှတရားဥကရိတ်ပြည်သူလူထုနဲ့ရပ်တည်ပေးတယ်နော်ဘတူမှ EU အနေနဲ့ရုရှားသမ္မတပူတင်ကိုရပ်တည်ပေးတဲ့ EU member ဆိုတာမရှိဘူးဆိုတော့သူတို့အနေနဲ့လောဘကိုအခုဆိုတော့စကားတော့မပြောတော့ဘူးပူတင်နဲ့ကိုလေတစ်ဖက်ကပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာအာရှကအဲ့ဒါမဟုတ်ဘူးသူတို့မှာတာဝန်ခံမှုတောင်းယူမှုပြတ်ခွဲသွားတယ်ဆိုတော့ EU ကအလုံးလုံးတယ်အာရှကအလုံးမလုံး EU ကအလုံးဖြစ်နေအာရှကအလုံးမဖြစ်ဘူး EU ကယူကရိန်းကိုတုံ့ပြန်တယ်အာရှကယူကရိန်းကိုမတုံ့ပြန်နောက်ပိုင်းအချက်ကယူကရိန်းပြည်သူလူထုအခုဆိုရတော့ပေါ့နော်ကျွန်တော်တို့ဒီတလားအတွင်းမှာယူကရိန်းပြည်သူလူထုဒုက္ခတဲ့တိုးတန်ကျော်လာပြီဆိုတော့တိန်းနဲ့ပြောမယ်ဆိုတော့တေး40နီးပါးရောက်လာပြီအဲ့ဒီတေး40နီးပါးကိုယူကရိန်းအင်းနာချင်းနိုင်ငံတွေအလောက်ကကြိုးဆူတယ်အခါနာသူတို့ကိုလူအားဓာတွေကိုလူတချင်းစာနာထောက်ထားတွေအကိုလို့အစစ်တစ် ready ပေးတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့မြန်မာပြည်သူလူထုကအဲ့လိုတိုက်ခိုက်ခြင်းကိုခံတဲ့အခါမှာလက်နက်မဲ့ပြည်သူလူထုတွေကသွားမယ်နေရာမရှိဘူးတချို့နေစားနဲ့နှိတဲ့ပြည်နယ်တွေဒေသတွေကဥပမာချင်းပြည်နယ်ဆိုရင်ကျွန်တော်အိန္ဒိယနိုင်ငံကိုသူတို့ကသွားကြတယ်အိန္ဒိယနိုင်ငံမှာခိုးလို့ကြတယ်တိုးတော့အင်းနီနာချင်းနိုင်ငံတွေဖြစ်တဲ့အိန္ဒိယတို့ထိုင်းတို့ကသူတို့ကိုတယဝီအတိမပြုခြင်းမရှိဘူးတယဝီအတိမပြုခြင်းမရှိတဲ့အတွက်ကြောင့်သူတို့ဒီတစ်ဖက်ကပြောမယ်ဆိုရင်တရားမွေခိုးလို့တယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဆိုတော့နိုင်ငံတကာစိတ်မောက်မှာတရားမွေခိုးလို့တယ်ဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေဟာလည်းလို့ကကူညီလို့မရဘူးဥပမာမီဇိုရမ်ပြည်နယ်တွေမှာရှိနေတဲ့ချင်းပြည်သူလူထုတွေကိုကုလသမဂ္ဂမှာကူညီဖို့ရအတွက်သူတို့မှာအများကြီးအကူအညီတွေရှိတယ်နော်နိုင်ငံဒီသူတို့ဒီကျွန်တော်တို့အင်းနာချင်းနိုင်ငံတွေကသာအတိမပြုခံတော့အတိမပြုခြင်းမရှိတော့ဘာမှနိုင်ငံတကာကူညီမရှိဘူးမီဇိုရမ်ပြည်သူလူထုရဲ့ data ခံတွေကပဲသူတို့စားမဲ့ထမိကိုပြန်ဆွနေရတနည်းအားဖြင့်ပြောမယ်ဆိုရင်တချို့ရွာတွေကတော်ကိုနော်လို့ကဟိုဘယ်လိုပြောမလဲတကယ်မေတ္တာကြီးကြီးမားမားနဲ့လုပ်နေတယ်တော့ကိုတွေ့ရတယ်ဟိုလူဦးရေ1000ရှိတဲ့ရွာတချို့ကလူဦးရေ3000လောက်ရှိတဲ့ဒုက္ခတဲ့ကိုထမိကျွေးနေရအဲ့မဖြစ်ဘူးလေဆိုတော့ဒါဒီကိုနှိုက်စီတဲ့အခါမှာယူကရိန်းဒုက္ခတဲ့တွေကိုယူကရိန်းအင်းနာချင်းတွေကအခါနေနဲ့နိုင်ငံတကာကတိုးပြန်နီးကမြန်မာဒုက္ခတဲ့တွေကိုကျွန်တော်အင်းနာချင်းနိုင်ငံတွေမှာတိုးပြန်နီးကနိုင်ငံတော်အစိုးရတွေအနေနဲ့လောဝကွာချမှုရှိတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါနံပါတ်2အချက်လို့ပေါ့နံပါတ်3အချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာဒီမြန်မာနိုင်ငံရဲ့ crisis မြန်မာနိုင်ငံရဲ့ဒီတကက်ဒုက္ခကြီးကိုရင်ဆိုင်နေရတဲ့အချိန်မှာနိုင်ငံတကာရဲ့တုံ့ပြန်မှုပေါ့နိုင်ငံတကာကတကယ်ဒါဆိုရင်မြန်မာနိုင်ငံရဲ့တုံ့ပြန်မှုပေါ်မှာတော်ပြက်ကွက်မှုရှိတယ်ဆိုတာကျွန်တော်အဲ့လိုပြောလို့ရတယ်ဟုတ်ပြီတချို့နိုင်ငံတွေကျွန်တော်ကိုကူညီတဲ့နိုင်ငံတွေတော်တော်များများလဲကျွန်တော်ကျေးဇူးတင်တယ်ဥပမာကျွန်တော်အပီပီဆိုင်ရာပူပေါင်းဆောင်ရေးဝန်ကြီးဌာနအနေနဲ့ကျွန်တော်နိုင်ငံတကာအစိုးရတွေနဲ့ကျွန်တော်အများအားချစ်ဆက်နဲ့အများအားပြောတယ်ဟိုတစ်ဖက်ကပြောမယ်ဆိုတော့အခုမိအောင်လှိုင်းနဲ့ဒီစစ်ကောင်စီတွေကိုဝင်မရအောင်စီးပွားရေးအရာဒါခပိတ်ဆို့မှုတွေပို့တော့ခြေပြလုံနိုင်ဖို့ရအတွက်ကျွန်တော်လည်းမနေ့ပြောနေရတာဒါအင်မတန်မှရည်ရှိတယ်တချို့နိုင်ငံဟာလည်းဟိုလှုပ်လာပြီမနေ့ညဆိုရင်လည်းUK ဆိုရနဲ့အမေရိကန်ဆိုရကမြန်မာနိုင်ငံဒီစစ်ဗိုလ်ချုပ်တွေပေါ့ဒါခပိတ်ဆို့မှုအစ်ထပ်တော့လိုက်တယ်ဟုတ်ပြီကျွန်တော်ကျေးဇူးတင်တယ်တစ်ဖက်ကဆိုရင်တော့ဒါမလိုတော့ဘူးနဲ့လို့အချီတယ်ဒါ coordinated targeted tough ဖြစ်ရမယ်ဒါပေမဲ့ယူကရိန်းနိုင်ငံမှာတွေ့တာကတော့ယူကရိန်းနိုင်ငံကိုအဲ့လိုလာရောက်ကျူးကျော်ပြီးတော့ပြည်သူလူထုကိုအဲ့လိုအယတပြည်သူလူထုကိုစေယိုဒီထိကိုတော့ဘုံကျက်တိုက်ခိုက်လာတဲ့အခါမှာအနောက်နိုင်ငံဒီ international community ဒီကနေပြီးတော့ရုရှားနိုင်ငံအပေါ်မှာဒါခပိတ်ဆို့မှုကတကယ်တော့ဆိုတော်ကိုထိခိုက်နေတာစေတယ်တမနာဘူဒီရဲ့
စီးပွားရေးကကျသွားပြီရုရှားနိုင်ငံစီးပွားရေးကတော်တော်ကိုတဟိုထိုးချက်စစ်တာတော့ကိုတွေ့ရတယ်ဥပမာပေါ့ဒီသူတို့ငွေရဲ့တာဖို့က40ကျော်ရာခိုင်နှုန်းကစစ်သွားတာဒါအင်မတန်မှရည်ကြည့်တယ်တနည်းပြောမယ်ဆိုရင်တော့ရုရှားသမ္မတကလက်နဲ့တွေဝယ်လို့မရတော့ဘူးသူမှပိုက်ဆံမရှိတော့ဘူးပေါ့စီးရေးဆိုတဲ့နေရာမှာတော်တော်များများလေးပြတစ်ခေါက်သွားတာကဘလောက်ဆာစီကုန်တယ်လဲနော်အခုဒူချီဒူဆိုတာကနဲ့တာမဟုတ်ဘူးတချို့ဒူချီတွေကဒေါ်လာတားနဲ့ချင်ပြီးတော့ဝယ်ရတဲ့ထိုးလို့ရတဲ့ဒူချီတွေဖြစ်တယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်အဲ့လိုဒါခပေးစုမှုဟာအင်မတန်မှကိုထိခိုက်နေတာစေပြီးတော့ရုရှားသမ္မတနဲ့သူတို့ရဲ့နိုင်ငံစီးပွားရေးတွေ just တွန်းတဲ့အထိကိုတကယ်ကိုဒါထိခိုက်နေတာစေဒါပေမဲ့ဒီစီကောင်စီတွေစီပိုချိုးတွေအတွက်ကိုရုရှားလောက်ကိုထိခိုက်နေတာစေတဲ့ဒါခပေးစုမှုတွေကမပြစ်ထားသေးဘူးဒါပေမဲ့လည်းကျွန်တော်တို့ NUG နဲ့ဒါကိုဆက်လက်ပြီးတော့ကျွန်တော်ဆိုတော့မှဖြစ်နေဒါပို့ပြီးတော့ပဲတိုးလာဖို့ပဲရှိတယ်ဘယ်တော့အခါမှပို့ပြီးတော့နဲ့လာဖို့မရှိဘူးမြေအောင်လှိုင်းအနေနဲ့ဘာတစ်ခုမှသူတို့အနေနဲ့ပို့ပြီးတော့ဒါရော့သွားဖို့ကိုညှို့လေးမဖြစ်ပါဘူးသူတို့တိုးဖို့ပဲရှိတယ်ကြားလေတိုးလေဖြစ်မှာဆိုတော့နောက်ဆိုကြတော့ရုရှားနိုင်ငံရဲ့စီးပွားရေးကိုသူတို့ကခါချအောင်လုပ်မယ်ခါချောက်သွားတဲ့ခါကျရင်လက်နဲ့ခရကအစအကိုလို့ကအစလို့ကနိုင်ငံတနိုင်ငံအနေနဲ့တွားလို့ရမှာမဟုတ်ဘူးထိုနည်းတူပဲကျွန်တော်တို့မြေအောင်လှိုင်းလဲအဲ့လိုဖြစ်သွားမှာဆိုတော့အဲ့ဒီနေရာမှာဒါခပေးစုမှုနဲ့ထိခိုက်နေတာစေမှုကရုရှားနိုင်ငံမှာကတော့တဟိုထုတ်တလားအတွင်းမှာကြီးမားဖြစ်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာတော့စစ်ဗိုလ်ချုပ်တွေကအဲ့လောက်ထိဒါခပေးစုမှုနဲ့ပတ်သက်လာရင်ဖြစ်တယ်ဘူးဒါလည်းကျွန်တော်လို့ရှာတယ်အများကြီးရှိသေးတယ်ဆိုတာကိုတက်ပြတယ်နံပါတ်၄အချက်အနေနဲ့ကတော့ကျွန်တော်တို့ကူညီထောက်ပံ့ရေးပေါ့ယူကရိန်းပြည်သူလူထုကရရှိနေတဲ့အကူအညီကတကယ်တော့ဆိုတော့အမေရိကနိုင်ငံတနိုင်ငံတောင်မှဘီလီယံဒေါ်လာနဲ့73ကျော်နေပြီဆိုတော့ဒါကတားနဲ့ဆိုတော့တား73နာတား1000လောက်တောင်ရောက်နေပြီဆိုတော့စစ်စံချစ်ပါမြန်မာနိုင်ငံကိုရနေတဲ့ကူညီထောက်ပံ့ရေးတွေကတကယ်တော့ဆိုတော့တားထောင်တောင်မရှိသေးဘူးတားတောင်းကတော့မပြောနိုင်ဘူးဆိုတော့ကွာခြားမှုကတော်တော်ကိုယူကရိန်းပြည်သူလူထုကရရှိနေတဲ့ကူညီထောက်ပံ့ရေးနဲ့မြန်မာပြည်သူလူထုကရရှိနေတဲ့ကူညီထောက်ပံ့ရေးကတော်တော်ကိုကွာဟတယ်ဒါကိုလည်းကျွန်တော်တို့ကဆက်လက်ပြီးတော့တက်ဆိုင်ရာနိုင်ငံတကာဖွဲ့စည်းတဲ့တက်ဆိုင်နိုင်ငံတကာဆိုရတဲ့ကိုကျွန်တော်ကိုယ်တိုင်လည်းနောက်ွယ်မှာပေါ့နော်ဒီ think tank တွေတော်တော်များများဒီနိုင်ငံတကာအစိုးရတွေရဲ့ဆွဖြတ်ချက်ကိုinfluence လုပ်တဲ့အဖွဲ့အစည်းတော်တော်များများနဲ့ဒါကိုတိုက်ပြီးတော့ကျွန်တော်လုပ်နေတယ်နောက်ဆုံးတစ်ခုကတော့နံပါတ်6ချက်ပေါ့နော်စီးအရာကူညီရေးပေါ့အခုဆိုရင်တော့ယူကရိန်းနိုင်ငံမှာစီးအရာနော် EU လည်းကူညီတယ်နောက်ဆိုပြောမယ်ဆိုတော့ဂျာမနီတောင်မှဒုတိယကမ္ဘာစစ်ကလေးကနေပြီးတော့စီးအရာမပါဝေတော့တဲ့နိုင်ငံဒီယူကရိန်းနိုင်ငံကိုသူတို့ဟာနဲ့သူတို့ခုခံနိုင်အောင်ပေါ့ self defense ဖြစ်နိုင်အောင်လက်နဲ့အားဖိထောက်ပါတာတွေလှုပ်လာတာကိုလည်းကျွန်တော်တွေ့ရတယ်သူတို့အမေရိကတို့နတ်တို့ကတော့ဆက်လက်လုပ်နေတဲ့ဥစ္စာပေါ့ဒါပေမဲ့ကြီးမားဖြစ်လာတာကခုနလိုဆွစ်ဇာလန်လိုမျိုးကြားခါနိုင်ငံတွေတောင်မှအခုဆိုရင်တော့ကြားခါမနေတော့ဘူးသူတို့ကဖက်ကိုလိုက်ပြီးတော့သူတို့ကယူကရိန်းမှာပါလာတာကိုတွေ့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ကျွန်တော်တို့ PDF တွေကျွန်တော်ရဲ့ CDF တွေကျွန်တော် Local Defense Force တွေကျွန်တော် EAO တွေကတကယ်တော့ဆိုတော့ဘာတစ်ခုမှဒီနေ့အထိနိုင်ငံတကာကနေပြီးတော့လက်နဲ့ဒေါ်လာကောင်း$100ကောင်းဘာတစ်ခုမှကျွန်တော်ဒီ self defense လုပ်တဲ့အချိန်မှာကိုကြီးမရှိတာကိုကျွန်တော်တွေ့ရတယ် B2 မှ B2 တိုးပဲဒီနေ့အထိတွားနေတာဖြစ်နေဆိုတော့ဘလို့ပဲဖြစ်ဖြစ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ယူကရိန်းနိုင်ငံမှာဖြစ်နေတဲ့အဖြစ်အပျက်ကိုကြည့်ချင်အဖြစ်ကျွန်တော်အတူယူဆရာတွေအများကြီးရှိတယ်ကျွန်တော်ယူရမယ့်ဥစ္စာလည်းအများကြီးရှိတယ်ထိုနည်းတူပဲကျွန်တော်လှုပ်ရှားတွေလည်းအများကြီးရှိတယ်ကျွန်တော်ထင်တာကတော့ယူကရိန်းအရေးခင်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဒါက crisis ဖြစ်ပေမဲ့လည်းဒါတစ်ဖက်ကပြောမယ်ဆိုတော့တကားဖွင့်တယ်လို့ကျွန်တော်တို့ယူချင်တယ်ကျွန်တော်တို့အတွက်တော်တော်များများတကားဖွင့်သွားတယ်ဟိုတို့ကမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်နေတဲ့ဥစ္စာကဟုတ်ကဲ့ဖြစ်နိုင်တယ်ဆိုတာတော့နားလည်လာတယ်နော်ဟိုတို့ကကျွန်တော်တို့ဒါဒီနိုင်ငံတကာစာချင်စာနှုန်းနဲ့ဒါလူချူရီအရာဒါကတာကိတမကီယာဆိုတာတွေကလည်းတကယ်ဒါဆိုတော့တကားပွေးသွားတာအများကြီးရှိတယ်
တချိန်ထက်မှာပြီးယူကရိန်းသမ္မတဇလက်စကီကိုတိုင်ကိုလည်းသူကတကက်သူ communicator ဖြစ်တယ်သူကဒါလည်းအင်မတန်မှရည်ရှိတယ်ကျွန်တော်တို့ NUG အနေနဲ့လည်းထုံနေတူပဲကျွန်တော်မြန်မာပြည်သူလူထုကိုကောက်ဆောင်မှုပေးနေတဲ့အစိုးရဒီလိုတကက်ဒေါ်လာရေးကာလမှာအစိုးရဖြစ်တဲ့အစိုးရအနေနဲ့လည်းကျွန်တော် NUG မှာလည်းအများကြီးကျွန်တော်ဘယ်လိုပြောမလဲ strategy ဖြစ်ဖို့လိုတယ်ထုံနေတူပဲကျွန်တော်ကအများကြီးဒါ learning လုပ်သေးတယ်ပြီးတော့ improving လည်းအများကြီးလုပ်သေးတယ်တစ်ဖက်ကပြောမယ်ဆိုရင်improve ဖို့လည်းနေရာအများကြီးရှိတယ်ဆိုတာကိုကျွန်တော်တွေ့လာတယ်ဆိုတော့ဒီအားလုံးကိုချိုးပြီးတော့ပြောမယ်ဆိုရင်ယူကရိန်းမှာယူကရိန်းကရနိုင်တဲ့မြကိုကြီးအားလုံးဒီမြန်မာပြည်သူလူထုကရနိုင်ရမယ်ရဖို့လဲလာရရှိတယ်ဆိုတော့ကျွန်တော်တွေ့လာမယ်ထိုနည်းတူပဲယူကရိန်းကရရှိနေတဲ့အထောက်ပံ့တွေဟာလဲကျွန်တော်ကလည်းတနေ့ကျရင်တော့ရရှိနိုင်မယ်အနေထားတွေရှိတယ်ဆိုတာကိုလည်းကျွန်တော်နားလည်လာတယ်ဆိုတော့ရုရှားသမ္မတပူတင်အပေါ်မှာဒါခပေးဆိုမှုအလုပ်ဒီမိအောင်လိုက်ပေါ်မှာဒါခပေးဆိုမှုဖြစ်ရမယ်ဆိုတာဟာလည်းမကြည့်ဖွင့်လာတယ်နားဖွင့်လာတယ်ကျွန်တော်နားလဲဆိုတော့ဒါဒီအလုပ်ကိုကြည့်ချင်အဖြစ်ကျွန်တော်ကဒါကိုစင်ချင်တုတ်တာပြီးတော့ပေါ့နော်ဒါနောက်ကွယ်မှာအများကြီးကျွန်တော်ကအလုပ်နေတယ်ဆိုတော့ကိုတက်ဟာလည်းအစည်းအဝေးတွေတိုးတက်တာတနေ့ကအများကြီးရှိတိုင်းမဲ့ဒါကတော့ကျွန်တော်ဒီတိုင်းပြောလို့မရတဲ့ဥစ္စာတွေအများကြီးရှိတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ယူကရိန်းအရေးနဲ့ပတ်သက်လာရင်မြန်မာနိုင်ငံမှာအတူယူရှာတဲ့အများကြီးရှိတယ်လို့ထိုနည်းတူပဲယူကရိန်းပြည်သူလူထုမြန်မာပြည်သူလူထုယူကရိန်းနိုင်ငံမြန်မာနိုင်ငံဒီနှစ်ခုစလုံးကတကယ်တမ်းဆိုတော့ဒေါ်လာရေးကိုတွားနေတဲ့နိုင်ငံတွေဖြစ်တယ်။ဘာကိုဒေါ်လာနေတယ်လဲ။တကယ်တမ်းဆိုတော့အာဏာစနစ်ကိုဒေါ်လာနေတယ်။ဘာအတွက်လဲ။ Federal Democracy ရရှိဖို့အတွက်ဘာအတွက် Federal Democracy ရရှိရမလဲ။ကိုယ်ကကြမှာကိုဖာတည်အတွက်ဆိုတော့ကျွန်တော်တို့ဒါဒီအားလုံးဟာတကယ်တမ်းဆိုတော့နိုင်ငံတကာမှာလည်းဒီထက်မကကျွန်တော်တို့ကပြောနေတာတွေကျွန်တော်တို့ engagement နဲ့အများကြီးရှိတယ်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့မှအမေရိကန်ပြည်ထောင်စုကရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်တယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အပေါ်ဝင်ကြီးတို့နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနအနေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်တော့ဖို့ရှိပါသလဲရှင်အင်မတန်မှမြန်မာတမိုင်းမှာအရေးကြီးတာပေါ့နော်ကျွန်တော်ပြောမယ်ဆိုရင်ဒီစီဘူချိုတွေကရိုဟင်ဂျာငီကူမောင်နှမတွေကိုပဲတိုက်ခိုက်ပြီးတော့လူဆုလိုက်အပြိုလိုက်တတ်နေတာမဟုတ်ဘူးတကယ်တမ်းဆိုတော့ချင်းပြည်သူလူထုတွေကိုလည်းသူတို့ကလူမျိုးတုတ်တပ်ဖြတ်အောင်ကြိုးစားခဲ့ပူတယ်သူတို့မအောင်မီလို့ပဲနော်ကျွန်တော်ဒီကချင်တွေရှားတွေမို့အကုန်လုံးပေါ့ရခိုင်တယောက်မှမလို့ဘူးဆိုတော့ဒီမြန်မာနိုင်ငံတမိုင်းတစ်ခုလုံးကိုကြည့်မယ်ဆိုရင်ဒီနှစ်ပေါင်း80ကျော်သူတို့လုပ်နေတဲ့ဥစ္စာတွေတကယ်တမ်းဆိုတော့ genocidal attack တွေပဲဆိုတော့ genocide ဆိုတဲ့အဓိပ္ပာယ်တွေလူအစုလိုက်အပြိုလိုက်တပ်ဖြန့်ခြင်းဆိုတဲ့ဥစ္စာပေါ့ဒါကိုတစ်ဖက်ကပြောမယ်ဆိုရင်ဘာသာရေးကိုအခြေခံပြီးတော့လုပ်တာပဲဖြစ်ဖြစ်လူမျိုးရေးကိုအခြေခံပြီးတော့လုပ်တာပဲဖြစ်ဖြစ်အခုနလိုပေါ့နော်သူတို့ဒီလူစုတစ်ဖွဲ့ကိုတကယ် target ထားပြီးတော့သူတို့ကိုတပ်ဖြတ်အောင်သူတို့ကိုပျောက်ဆုပ်အောင်လုပ်တာဒါတွေအလုပ်ဒီ genocide ဆိုတဲ့အဓိပ္ပာယ်တမှာချက်ပဲဆိုတော့တနည်းပြောမယ်ကျွန်တော်ချင်းတွေကနံပါတ်1ဘာသာရေးအရာကျွန်တော်ကိုတိုက်ခိုက်ခဲ့တယ်ကျွန်တော်ခရိယာတွေများတယ်အမျိုးဘာသာတနာဆိုတဲ့ Buddhization policy ကိုအတူပြုပြီးတော့ကျွန်တော်တော်တိုက်ခိုက်ခဲ့တယ်ထုံနည်းတူပဲကျွန်တော်ချင်းဆိုတဲ့နေရာမှာကျွန်တော်ကကျွန်တော်က minority ဖြစ်နေဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ဖီးယားချင်းနဲ့စီးယားချင်းနဲ့ယူဂျီချင်းတွေကိုတိုက်ခိုက်ပြီးတော့လူမျိုးတုပ်အောင်ကိုလောက်တာတွေကဒါတကဘာလို့လဲသိလားဆိုတော့ရိုဟင်ဂျာညီကိုမောင်နှမတွေအပေါ်မှာလဲသူတို့ကခုနလိုပေါ့နော်သူတို့နဲ့မတူကွဲပြားနေလို့ပဲအဲ့လိုတိုက်ခိုက်ချစ်ကိုခံရတယ်ဒါက genocide ရဲ့တကယ်ဘယ်လိုပြောမလဲအဓိပ္ပာယ်တတ်မှတ်ချက်ကအဲ့ဒါပါပဲသူတို့ကမွတ်စလင်တွေဖြစ်တယ်သူတို့ကကျွန်တော်တို့နဲ့မတူဘူးနော်ဆိုတော့အမျိုးမျိုးပေါ့အကြောင်းကိုမျိုးပြဆိုတော့အမေရိကန်အစိုးရကဒါကိုစိုးဖြတ်ချက်ချလိုက်ပြီဆိုတာကတကယ်သားဆိုရင်တရားမျှတရေးအစဖော်တဲ့နေပဲဖြစ်ပါတယ်
ကျွန်တော်ရိုဟင်ဂျာတွေအတွက်တာမကဘူးကျွန်တော်မြန်မာပြည်သူလူထုအားလို့အတွက်ပျော်ရွှင်တော့နေတဲ့နေ့လည်းဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့လူဟာလူလိုနေရမယ်လူကလူလိုဆက်ဆံရမယ်။တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာပဲနေနေအမေရိကမှာပဲနေနေဘယ်ကဘာမှာပဲနေနေပေါ့လူကလူလိုဆက်ဆံရမယ်။လူကလူလိုနေရမယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်လူဖြစ်ရချင်းလူသားဖြစ်ရချင်းကိုသူတို့တွားတိုက်ခိုင်းတာဖြစ်တယ်လူဟာနော်အခုနလိုပေါ့ယုံကြည်ချက်စီကြတယ်လူမှာအခုနလိုလူသားဖြစ်ရချင်းအကြောင်းရင်းလေးတွေစီကြတယ်ကျွန်တော်ရဲ့စကားတွေစီကြတယ်ကျွန်တော်ရဲ့ဘာသာတွေစီကြတယ်ကျွန်တော်ရဲ့ရိုးရာတွေစီကြတယ်ကျွန်တော် delay တွေကိုစီကြဒါတွေအလုပ်ကိုတိုက်တွားတိုက်ခိုင်းတယ်ဆိုတာကတကယ်တော့ဆိုရင်ကျွန်တော်မြန်မာနိုင်ငံတမိုင်းမှာများလို့အားကြီးပြီဘယ်နေရာကလာတယ်လဲအဲ့လိုတိုက်ခိုင်းခြင်းတွေကဒီစစ်ဘူချိုဒီကပဲလာတယ်ဆိုတာမြန်မာတမိုင်းမှာတက်တယ်ရှိပြီဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့ပထမကတော့ကျွန်တော် NUG အနေနဲ့လည်းဒါတကက်ကျူဆူတယ်ဒီစုဖြတ်ချက်ကို NUG ကကျူဆူတယ်ဆိုတာကျွန်တော်ထုတ်ပြပြီးသားဖြစ်နေကျူဆူတာမကပဲနဲ့ရိုဟင်ဂျာညီကိုမောင်နှမတွေသူတို့ထိုက်တာတဲ့သူတို့ရဲ့နိုင်ငံသားဖြစ်ခွင့်တွေကိုလည်းကျွန်တော် position တွေတေချာလုပ်ထားပြီးသားဖြစ်တယ် policy ကအစကျွန်တော်တေချာတာ position ကို NUG အနေနဲ့ဖော်ပြထားပြီးသားဖြစ်တယ်။ဘာလို့ကျွန်တော် NUG အနေနဲ့ဒါတွေမကဘဲနဲ့သူတို့အိုမဲဖြစ်ပြီးတော့အခုလိုသူတို့တကက်ဒီခွဲခြားဆက်ဆံခြင်းကိုခံပြီးတော့ဒုက္ခတဲ့စကားတွေအခုလိုအဆုလိုက်ပြူလိုက်ထားနေတဲ့နေရာတွေကနေပြီးတော့သူတို့လူချိုစွာno dignified respect safe voluntary return of Rohingya brothers and sisters ဆိုတာကျွန်တော် NUG ရဲ့ position တေချာကျွန်တော်ထုတ်ပြထားပြီးသားလည်းဖြစ်တယ်ထုံနေတူပဲကျွန်တော် justice and accountability ပေါ့တနေ့ကျရင်တော့ justice and accountability လို့ပြောတဲ့အခါမှာတာဝန်ခံမှုတာဝန်ယူမှုတရားမျှတမှုရှိကိုရှိရမယ်တာဝန်ခံမှုဆိုတဲ့နေရာမှာဘတူကရိုဟင်ဂျာတွေကိုတတ်တယ်လဲအဲ့ဒီတန်တဲ့လူသို့မဟုတ်အဲ့လိုဖြစ်လာအောင်ဂူငီတဲ့လူတွေအဲ့လိုဖြစ်လာအောင်ဖာတိတဲ့လူတွေအဲ့လိုဖြစ်လာအောင်အမေးပေးတဲ့လူတွေအားလုံးကိုကျွန်တော်ကသူတို့ထိုက်တာနဲ့ပြစ်တာကိုချမှတ်နိုင်ငံတကာမှာမြန်မာနိုင်ငံတနိုင်ငံထက်ကိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲ့ဒီလိုလူသားသမားတွေကဘယ်နိုင်ငံဘယ်ကဘာဘယ်မြို့ဘယ်ရွာဘယ်လာကိုမှတွားလို့မရဘူးသူတို့ကတွားခွင့်မရှိတော့တနေ့ပြောမယ်ဆိုရင်မိအောင်လှိုင်နဲ့သူ့အပေါက်ပါစီဖို့ချိုးမြတယ်ဘယ်နိုင်ငံမှာတွားခွင့်မရှိရတော့ဘယ်မြို့ဘယ်ရွာဘယ်အိမ်မှာတွားခွင့်မရှိရတော့သူတို့နေမဲ့နေရာတစ်ခုပဲရှိတယ်ဒါကတော့ရသက်ပါထောင်မှာနေရမယ်သူတို့က criminal တွေကိုသူတို့ကဒါခသူတို့ကိုအရေးယူတယ်သူနေတူပေါ့နော်ကျွန်တော်ကအခုဆိုရင်တော့သူတို့ကထင်ကောင်းထင်ပါလိမ့်မယ်ဒီခုနလိုပေါ့မိအောင်လိုက်နဲ့သူ့အပေါက်ပါတွေကသူတို့တွားချာကိုတွားလို့ရသေးတယ်လှုပ်ချာကိုလှုပ်လို့ရသေးထင်ကောင်းထင်ပါလိမ့်မယ်မှားသွားတယ်တရားမှာဒီစုဖြတ်ချက်တွေပေါ့နော်ဒီစုဖြတ်ချက်တွေဒီ ICJ တွေ ICC တွေကနေပြီးတော့ international mechanism မှာဒါကိုဖြစ်လာတဲ့တနေ့ကျရင်အခုနလုံးဒီလူတွေကဒီလူသားသမားတွေကနေမဲ့နေရာတစ်ခုပဲရှိတယ်ဒါကသူတို့ထောက်ထက်မှာတက်လို့နေရမယ်နော်သူတို့ကထောက်ထက်မှာတက်လို့နေရမယ်ထုံနေတူပဲသူတို့ကဘယ်နေရာမှာမှလောလာတွားခွင့်မရှိဘူးလူသားသမားကနော်လာပေါ်မှာလောလာတွားနေတယ်ဆိုတာဘယ်ကဘာမှမရှိဘူးလူသားသမားကလူသားကောင်းဆောင်ကဘယ်မျိုးမှာဘယ်ရွာမှာလောလာတွားနေတယ်ဆိုတာကတော့ဘယ်ကဘာမှလည်းလက်ခံမှာမဟုတ်ဘယ်နိုင်ငံမှလည်းလက်ခံမှာမဟုတ်ဘယ်ရွာမှလည်းလက်ခံမှာမဟုတ်ဘူးဆိုတော့သူတို့ဟာသူတို့ရှိတဲ့နေရာအရှိကိုရှိအတိုင်းအဖြစ်ကိုဖြစ်တိုင်းဖြစ်ပေါ်လာမဲ့ justice and accountability ရှိလာမဲ့နေကပို့ပြီးတော့နီးလာတယ်လို့လည်းကျွန်တော်ပြောလို့ရတယ်ထို့နည်းတူပဲကျွန်တော် international mechanism ကိုအသုံးပြုပြီးတော့လုပ်ရမယ့်ဥစ္စာတွေအများကြီးရှိတယ်လို့ international mechanism မကဘူးမြန်မာနိုင်ငံ federal democracy ရောက်လာတဲ့နေ့ကျရင်ဒီစီပိုချို့ဒီအားလုံးကိုတရားစီရမှာဖြစ်တယ်
လူထုစိတ်မောက်မှာသူတို့ကိုတရားစီချရရှိမယ်အဲ့ဒီတရားစီချင်းရရှိတဲ့အခါမှာ Federal Democracy စာချေစာနှုတ်နဲ့ညီတဲ့နော်ဥပဒေလာကြောင်းကနေပြီးတော့သူတို့ကိုတရားစီရမှာဖြစ်တယ်ဥပမာချိပင်းထဲမှာသူတို့ကထန်တလာကိုမိရှုံတာတွေဆိုတော့ဟိုဖက်ကျွန်တော်တိတိဖက်မှာလူကိုမနေချင်တာတွေနော်ကျွန်တော်အကောလို့ပေါ့ကျွန်တော် Pruso Grini ပင်ထဲမှာဒါတွေအလုပ်ဒီဘသူကအမေးပေးနေတယ်လေမင်းအောင်လိုက်ပဲမဟုတ်ဘူးလားဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်ဒီ crime against humanity လူသားမျိုးနွယ်စုအပေါ်ကျွလွန်တဲ့ဇာဇွေးမှုတွေအခုနလိုရိုဟင်ဂျာကြီးကိုမောင်နှမတွေပေါ်မှာကျွလွန်တဲ့ဇာဇွေးမှုတွေဟာစိနေတဲ့ဖြစ်နေတယ်ဒီနေ့အထိပေါ့ဒါသူတို့ဆက်လက်ကျွလွန်နေတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်သူတို့ရဲ့နေ့ရက်တွေကကျွန်တော်ရည်တွဲလို့ရတယ်လို့ထင်တယ်နော်ဒီမိအောင်လိုက်တော့ကိုတကယ်သူတို့ကိုကျွန်တော်တို့ခုနလောဒါသူတို့ကျွလွန်တဲ့အမှုတွေကိုသူတို့ရည်ဆိုင်ပြီးတော့ပေါ့နော်ခုနလောသူတို့နေမဲ့နေရာမှာနေရမဲ့အခြေအနေကပို့ပြီးတော့ဟိုတို့ကထက်နှိလာပြီးအခုနအမေရိကဆိုရအနေနဲ့ဒါကိုဆုတ်ဖြတ်ချက်ချပြီဆိုတော့နော်ဒီလူသားကောင်းဆောင်တွေကစီးပွားလို့မရတော့ဘူးတခြားကဘာနဲ့ဒီလူသားကောင်းဆောင်တွေကတခြားနိုင်ငံကိုတော့သူတို့ဖန်ခါရတော့မှာဥမာမိအောင်လိုက်ကအမေရိကကိုတွားလို့မရတော့သူတွားရဖန်ခါမှာဘာဖြစ်လို့ဆိုတော့သူကလူသားကောင်းဆောင်ဖြစ်တယ်ဆိုတာအမေရိကဆိုရကတယူပြီးချိန်ညာလိုက်ပြီဆိုတော့ထုံနေတူပဲနိုင်ငံတော်တော်များများမှာလည်းမိအောင်လိုက်နဲ့သူအပေါက်ပါတွေကစီဘူချိုတွေကဟိုတနေ့ကျတော့ကျွန်တော်ထင်တယ်အာရှမှာတောင်မှသူတို့ကနော်တွားလို့ရမှာမဟုတ်တော့ဘူးလောလာလာတွားလို့ရမှာမဟုတ်တော့ဘူးအဲ့လိုနေရတွေကပို့ပြီးတော့နေလာပြီကျေးဇူးတင်ပါတယ်NUG အနေနဲ့နိုင်ငံတကာအတိမတ်ပြုအစိုးရဖြစ်ပြီလားမဖြစ်သေးဘူးဆိုရင်ကောဘယ်လောက်ထိစူးစမ်းရအောင်မှာလဲနိုင်ငံတကာအတိမတ်ပြုအစိုးရဖြစ်ဖို့ကဘာတွေလိုသေးတာလဲရှင်ကျွန်တော်တို့နဲ့နိုင်ငံတကာအတိမတ်ပြုတယ်ဆိုတာကပြုပီတာရှိပီတာဖြစ်နေတိုးတော့ officially နဲ့ unofficially ဆိုတာကိုကျွန်တော်ကနားလည်ဖို့လိုမယ်လို့ထင်တယ်။နံပါတ်1ကတော့ကျွန်တော် NUG ကိုအတိမတ်ပြုတယ်ဆိုတာကတစ်ဖက်ကဆိုရင်တော့စစ်ကောင်စီကိုအတိမတ်မပြုခြင်းလည်းဖြစ်တယ်။ဒီနေ့နိုင်ငံတစ်ခုမှစစ်ကောင်စီကိုအတိမတ်မပြုတာဒီ NUG ကိုအတိမတ်ပြုခြင်းလည်းဖြစ်တယ်။အဲ့လိုနားလည်ဖို့လိုတယ်။ NUG ကိုအတိမတ်မပြုရင်စစ်ကောင်စီကိုသူတို့ကအတိမတ်ပြုတာကြားပြီလေသူတို့အာဏာသိမ်းတာ7လရှိပြီလေ1990တို့မှလည်းအာဏာသိမ်းတယ်အာဏာသိမ်းတာနဲ့မကြဘူးနိုင်ငံတကာကအာဏာသိမ်းတဲ့စီဘူချိုဒီကိုမြန်မာနိုင်ငံရဲ့ကိုစားပြုအဖြစ်နဲ့ဒီမှာအခုကျတော့ကဲဘယ်မှာလဲဆိုတော့စစ်ကောင်စီအတိမတ်မပြုချင်တယ် NUG ကိုအတိမတ်ပြုချစ်ဖြစ်တယ်ဆိုတာကိုပြည်သူလူထုကနားလည်ဖို့လိုတယ်။နံပါတ်2ကျွန်တော်တို့က silent diplomacy နဲ့တွားနေရတဲ့အကြောင်းကိုလည်းပြည်သူလူထုကနားလည်ပေးဖို့လိုတယ်။အခုကကျွန်တော် NUG အနေနဲ့ဒီအောက်ချိန်မှာကျွန်တော် territorial control နဲ့ပတ်သက်လိုက်ဥမာရန်ကုန်မြို့ကိုဒီအချားဖက်စစ်ကောင်စီကလက်နက်ကိုကိုင်ပြီးတော့ထိတ်ထားတယ်ဒီနေ့အထိပေါ့ဥပမာနေပြီးတော့မန္တလေးဘမို့ကျွန်တော်ချီးပင်နေမှာတောင်မှကျွန်တော်ဒီမြို့ကြီးတွေပေါ့နော်မြို့တွေရွာတွေကတော့ကျွန်တော်ဒီlocal defense force တွေကျွန်တော် EAO တွေရလက်ထက်မှာရှိတယ်အများကြီးရှိတယ်ဒါပေမဲ့တော်တော်များများမြို့တွေနဲ့အခုနလိုဒီမြန်မာနိုင်ငံဒီဥပမာရန်ကုန်တို့မန္တလေးတို့မှာဆိုရင်အကြဖက်စစ်ကောင်စီကနေပြီးတော့သူတို့ကဒီစစ်လက်နက်တွေကိုရုရှားကဝယ်တယ်တရုတ်ကဝယ်တယ်ဒီဘုတ်ချက်လေးတွေပါတယ်နဲ့တိတ်ချသူတို့ကအဲ့လို territory ကိုအကြဖက်ပြီးတော့ပြပေးဆွဲထားပြီးတော့ဂိုင်ထားတာအဲ့ဒါကြောင့်မလို့တစ်ဖက်ကပြောမယ်ဆိုရင်ရန်ကုန်မှာရန်ကုန်လို့ပြောတဲ့ကမ္ဘာရန်ကုန်မှာပါလေတာရုပ်တွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီဒါတွေအားလုံးကိုလည်းကျွန်တော်ထပ်တူးစစ်စားဖို့အများကြီးလိုလာတယ်ဆိုတော့ officially လို့ပြောတဲ့အခါမှာနော် silent diplomacy လို့ပြောတဲ့အခါမှာဒါတွေအားလုံးကစကားပြောလာတယ်
ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာကဥပမာပေါ့ကျွန်တော်တို့ဒီဒေါ်လာကအခုအဆိုရတော့ကျွန်တော် PDF တွေ CDF တွေတိုင်းတလည်းနဲ့က EAO တွေခုနလို Local Defense Force တွေဟာလည်းပို့ပြီးတော့အားကောက်ဖို့ပဲရှိတယ်ဒီဘက်ကဆိုရတော့မိအောင်လာစစ်သားတွေကပို့ပြီးတော့ကြားဖို့ပဲရှိတယ်နံပါတ်1သူတို့ကိုဒါခါပေးစုမှုကျွန်တော်အမြဲလုံးနေတယ်နိုင်ငံတကာဆိုရတွေနဲ့တဆင့်သူတို့မှာလက်နဲ့ထဝယ်လို့မရတော့သူတို့ကိုတကယ်လက်နဲ့ပေးတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ရုရှားကအခုဆိုရင်သူတို့ခမရသူတို့တောင်မှတောင်းတလို့မရဆိုတော့ရုရှားဘက်ကနေပြီးတော့လက်နဲ့လာမှာမဟုတ်တော့ဆိုတော့ဒါတွေအားလုံးကိုကြည့်ချင်းအဖြစ်သူတို့ရဲ့နေရတွေကနှီးလာပြီပေါ့ဆိုတော့အဲ့လိုနဲ့ကျွန်တော်တို့ NUG မှာကျွန်တော်ရဲ့ territory control တွေကနေမထိချွေးတွေကကျေးလက် data တွေလို့ပြောတာကနေပြီးတော့မျိုးပြား data တွေမှာလည်းပို့ပြီးတော့လာနိုင်ဖို့အများကြီးအလားအလာရှိပြီဆိုတော့ဒီဘက်ကပြောမယ်ဆိုရင်နိုင်ငံတကာရဲ့ officially အတိအမှပြုချက်ကကျွန်တော်ကိုစောင့်နေတယ်အစစ်တင်ပဲတော့မှစဉ်းစားကြည့်ပါယူကရိန်းနိုင်ငံနဲ့နည်းနည်းပြန်ထိုက်စီမယ်ဆိုရင်ယူကရိန်းနိုင်ငံရဲ့ဒေါ်လာရင်းတမတွေကသမရဇလက်စကီကကျွန်တော်တို့ကယူကရိန်းနိုင်ငံရဲ့မြို့တော်Kyiv ကိုသူတို့ကထိချုံနိုင်တယ်ပြီးတော့ယူကရိန်းနိုင်ငံရဲ့မြို့ပြတော်တော်များများကိုသူတို့ယူကရိန်းဒေါ်လာရင်းတမတွေကထိချုံနိုင်တယ်ဒါကြောင့်မလို့သူတို့ကဒီနေ့အထိတစ်ဖက်ကပြောမယ်ဆိုရင်သူတို့ကိုကူညီထောက်ပလို့လည်းရတယ်သူတို့ကိုအခုနလိုသူတို့ကိုနိုင်ငံတကာအနေနဲ့ပေါ့နော်တွားကူညီလို့လည်းရတယ်ဆိုတဲ့အနေထားပေါ့ဒါပေမဲ့ကျွန်တော်တို့နဲ့နည်းနည်းကွာနေတဲ့အပိုက်ကကျွန်တော်တို့ကယာကိုမျိုးကိုကျွန်တော်လက်ထက်မှာမရှိဘူးလို့ပြောတဲ့အခါမှာနှစ်ပေါင်း60နီးပါးစီလနဲ့ကိုဆူဆောက်ပြီးတော့ယာကိုမျိုးကိုပြပေးဆွဲထားတဲ့စီဘူချိုဒီလက်ထက်ကနေပြီးတော့တလားနလားတွေးတာကိုပြယူဖို့ဆိုတာကတော့နော်ဒါလက်တွေးလည်းမဆောက်ဘူးဒါပေမဲ့လည်းမဖြစ်နိုင်တာလုံးဝမဟုတ်ဘူးဖြစ်ခါနီးလာပြီဆိုတော့ပြောချင်တာကအဲ့လိုနေမေထိချွေးဒီပူတိုးလာတဲ့အချိန်မှာနိုင်ငံတကာရဲ့ထောက်ခါပေးမှုဟာလည်းအစစ်တစ်ဆောင်နေတယ်ဥပမာကျွန်တော်ချစ်ပင်နယ်ကိုလွတ်မြောက်နေမေအဖြစ်နဲ့ဖြစ်လာနိုင်ရင်ကျွန်တော်ပြောရတာဒီချစ်ပင်နယ်မှာကျွန်တော်နိုင်ငံတကာတော်တော်များများကလာဖို့အစစ်တစ်ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါအပီပီဆိုင်ရာအဖွဲ့အစည်းတွေတော်များများကျွန်တော်ခေါ်လို့ရတယ်ဆိုတဲ့အနေထားပေါ့ဆိုတော့ဒါတစ်ဖက်ကပြောမယ်ဆိုရင်နိုင်ငံတကာအတိမပြုချက်ကစီပီတာဖြစ်တယ်ရပီတာဖြစ်တယ်ဆိုတော့ကိုယ်တိုင်လည်းလွှတ်တော်တွေကိုစကားပြောတယ်ဗြိတိရှလွှတ်တော်တို့ဒါဒီနိုင်ငံတကာလွှတ်တော်နိုင်ငံတကာအစိုးရတော်မြတ်မြတ်နဲ့ကျွန်တော်ဘာလုပ်နေတယ်လဲကျွန်တော်အတိမမပြုတ်ရင်အဲ့လွှတ်တော်တွေကကျွန်တော်ကိုခေါ်စရာအကြောင်းမရှိဘူးလေဆိုတော့ဗြိတိရှလွှတ်တော်ကမိအောင်လိုက်ကိုခေါ်တယ်ဆိုတာကြားဘူးလားမရှိဘူးကျွန်တော်ကိုပဲခေါ်နေကျွန်တော်ပဲပြောမိခွန်းပြောတာမြန်မာနိုင်ငံကိုစားဗြိတိရှလွှတ်တော်ကယူကရိန်းသမ္မတဇလက်စကီကိုခေါ်နေမိခွန်းပြောခိုင်းတယ် EU လွှတ်တော်ကယူကရိန်းသမ္မတဇလက်စကီကိုခေါ်နေမိခွန်းပြောခိုင်းတယ်သူကို legitimacy သူ့မှာရှိနေလို့ပေါ့သူကိုအတိမပြုလို့ပေါ့ထုံနည်းတူပဲဂျပန်လွှတ်တော်ကကျွန်တော်ကိုခေါ်ပြီးမိခွန်းပြောခိုင်းတယ်ဆိုတာကဂျပန်ကကျွန်တော်ကိုအတိမပြုတယ်ဆိုတဲ့အိပဲအားလဲပြည်သူ့ထနာလည်းပြောလို့တယ်ဒါပေမဲ့ဒီဘက်ကနာမည်ထိချွေးနဲ့ပတ်သက်လာရင်ကျွန်တော်တို့မှာခုနလို့ပေါ့ဒါအများကြီးကျွန်တော်တို့မှာလှုပ်ရှားရရှိတယ်တဖြည်းဖြည်းနဲ့အခုဆိုတော့ပြောမယ်ဆိုရင်နာမည်ထိချွေးလို့ပြောတဲ့အခါမှာမြို့နယ်တော်တော်များများမှာကတော့တိုင်းဒေသလက်နက်ကိုင်တွေရဲ့ထိချွေးမှုအောက်မှာအထူးနေတူပဲ local defense force တွေရဲ့ထိချွေးမှုအောက်မှာတော်တော်များများရှိလာ PDF တွေရဲ့ထိချွေးမှုအောက်မှာတော့များရှိလာတယ်လွယ်ခက်တဲ့ဇယ်လာကိုကြည့်မယ်ဆိုအဲ့ဒါမရှိဘူးဒါပေမဲ့အခုကရှိလာပြီဖြစ်လာပြီဆိုတော့အခုကကျွန်တော်ကဒါကိုအစစ်မိပြီးတော့တုတ်ဖို့ရှိတယ်ထိုနည်းတူပဲ NUG ဟာလည်းမြန်မာနိုင်ငံတစ်ခုလို့ကိုစားပြုပြီးတော့နိုင်ငံတကာမှာတော့လကောက်နိုင်ငံအတူထဲမှာတော့လကောက်နေတိုင်းညတဲ့တာကိုလှုပ်ရှားပြီးတော့လုပ်နေတဲ့အနေနဲ့ကျွန်တော်က
အမေရိကဆိုရနဲ့ချိစံတယ်ဆိုတော့အမေရိကဆိုရကကျွန်တော်ကိုအတိမမပြဘူးဆိုရင်ဘာဖြစ်လို့ NDAA လို့ပြောတဲ့အမေရိကန်နိုင်ငံရဲ့နော်ကာကိုရင်ဘတ်ဂျက်မှာကျွန်တော် NUG ကိုထောက်ခါပေးရမယ်ဆိုတာပါတယ်အဲ့ဒီဘတ်ဂျက်ကိုတော့မှ NUG ကိုတရွေတိုးနိုင်ဖို့ရအတွက် NDAA bill မှာပါလာတယ်ဒါတွေအားလုံးကိုကြည့်ချင်းအပြင်အတိမပြုချလို့ပြောတဲ့အခါမှာကျွန်တော်အများကြီးစီးပြီးသားဖြစ်နေတစ်ဖက်ကပြောမယ်ဆိုရင်အောက်ခြေမှာနာမည်ထိချွေနေလဲတိုက်ရအချို့ကြတဲ့နိုင်အများကြီးရှိတယ်ဒါကြောင့်မလို့ဒီဖက်ကကျွန်တော်ကနာမည်ထိချွေကလည်းအတားမှုရှိတယ်လေဒီဖက်ကအတိမပြုချင်လဲနော်အများကြီးလာဖို့ရှိခုနလိုယူကရိန်းနိုင်ငံကိုလက်တွေ့ကူညီတယ်ထောက်ပါတယ်ဆိုတဲ့ဥစ္စာပေါ့ထုံနည်းတူပဲကျွန်တော်မြန်မာနိုင်ငံမှာလည်းမြန်မာပြည်သူလူထုကိုလက်တွေ့ထောက်ပါတယ်ကူညီတယ်ဆိုတဲ့အနေအထားထိရောက်ဖို့ကခုနလိုကျွန်တော်မှအများကြီးလှုပ်ရှားလဲရှိသေးတယ်ဒါကတော့တိုက်ရအချို့ကြဖို့လို့တယ်ကျေးဇူးတင်ပါတယ်ရှင်။ຫນွေဦးတော်လန်ရေးမှာဝင်းကြီးကိုယ်တိုင်ကလည်းတိုင်းရင်းသားတယောက်ဖြစ်တဲ့အတွက်တိုင်းရင်းသားတွေရဲ့ပါဝင်မှုအခမ်းကဏ္ဍကိုရောဘယ်လိုသုံးသပ်ပါသလဲ။လက်ရှိအားရကျဉ်းမှုကောရှိပါသလားရှင်။ပြီးတော့တိုင်းရင်းသားတွေမျှော်လင့်နေတဲ့ Federal Democracy အစစ်မှန်ကကောတကယ်ပေါ်ထွက်လာမှာလားရှင်။ကျွန်တော်ကပြည်လူစာချိုးကိုပြကြည့်ဖို့လိုတယ်။ပြည်လူစာချိုးမတိုင်ခင်မှာကျွန်တော်ကချင်းပြည်နယ်မှာဆိုပြီးပေါ့ကျွန်တော်ဘယ်တော့ခါမှဘယ်သူဘယ်ဝါလက်ထက်အောက်မှာဘယ်တော့မှမနေဘူးပေါ့နော်ဒီကိုလိုနီခိတ်မတိုင်ခင်မှာဆိုရင်ကိုကချမကိုပါတိတဲ့ဆိုတဲ့ဖန်ဒရယ်ကစီပီတာဖြစ်နေမရှိတာမဟုတ်ဘူးဥမာကျွန်တော်ဇိုဟာဇိုမီဖက်ဆိုရင်အမိုက်ကစီပီတာလေဇိုမီဖက်ကစောဘွားတွေကအဲ့ဒီကိုလိုနီနေချက်ဖြစ်လာတဲ့အခါမှာ1914မှာသူတို့ကိုတိုင်ကဒီတိကိုတွားပြီးတော့နော်ဇိုဟမ်ကနေပြီးတော့သူရဲ့ကောင်1000ကျော်ကပလွတ်လာရဲ့အတွက်ကိုအသက်ပေးခဲ့တယ်ယူရိုပါတိုက်တစ်ခုလို့အတွက်ကိုသူတို့ကယူရိုပါတိုက်ရဲ့ဖက်ဒရယ်ဒီမိုကရေစီကိုကာကွယ်ခဲ့တယ်အဲ့လိုပြောလို့ရတာအဲ့တို့ကပထမကမ္ဘာစီတူကိုကျွန်တော်ပြောနေတာဆိုတော့ကျွန်တော်ချင်းတွေဟာပထမကဘာစီမှာတောင်းမှကဘာအတွက်ကိုလောလာရေးအခုနကျွန်တော်ပြောသလိုစင်ထရယ်လို့ပြောတဲ့အခါမှာလောလာရေးပဲဖြစ်တယ်လောလာရေးလို့ပြောတဲ့အခါမှာကိုဘာသာကိုစုဖြတ်ပိုင်ခွင့်ပဲဖြစ်တယ်ကိုဘာသာကိုစုဖြတ်ပိုင်ခွင့်လို့ပြောတဲ့အခါမှာကိုပညာရေးကကြမှာကိုကဖန်တီးနိုင်ရမယ်ကိုကြမိုင်းကကြမှာကိုကစုဖြတ်ပိုင်ခွင့်ရှိရမယ်ကိုဖွံ့ဖြိုးရေးကကြမှာကိုကဆိုတော့မိအောင်လိုက်ကလာပြီးတော့စီပိုချိုတွေကလာပြီးတော့ကျွန်တော်ချင်းတွေကိုဒီစကားကိုပြောပါဒီဘာသာကိုကိုးကွယ်ပါဒီမှာကြောက်ဆိုမရဘူးဆိုတော့ပြောချင်တာဒီကျွန်တော်တို့ဇိုဟာဇိုမီဖက်ကပထမကဘာစီကရကပ်သူရဲ့ကောင်းတွေထက်လာနော်ဒီ Federal ဒီ determination အတွက်ကိုတိုက်ပွဲဝေခဲ့ပြီးသားဖြစ်နေသူတို့ပီတိကိုတွားရတာတမိုက်ရှိပြီးသားဖြစ်တယ်ဖျောက်ဖျောက်လို့မရအောင်ထိုနည်းတူပဲကျွန်တော်တို့ကဒီလောလာရတော့မယ်ဆိုတဲ့အခါဘူချောအောင်စာကာတာအကုန်လုံးနားလဲတယ်ဒီဇူဟာကဒီကျွန်တော်ချင်းကဒီသူတို့မှာ Federal Democracy ကစီပီတာပဲဇူဟာဆိုတော့ဘယ်တော့အခါမှဘယ်သူပြောအမှမနေဘူးလေကိုစဘွားနဲ့ကိုစီကြတယ်လေနော်ချီပီနဲ့တခုလို့ကိုကြည့်မယ်ဆိုအဲ့လိုပဲဆိုတော့ကျွန်တော် Federal Democracy လို့ပြောတဲ့အခါမှာမရှိဘူးတာမရဘူးတာတခုမှမဟုတ်ဘူးစီပီတာရပီတာဖြစ်တယ်မွေရပါဖြစ်နေကျွန်တော်ချင်းနေအတွက်ဆိုရင် Federal Democracy ကဘယ်သူမှပေးတာလည်းမဟုတ်ဘူးဘယ်သူမှလာပေးလို့လည်းမရဘူးဖះကပေးထားတဲ့ဥစ္စာဖြစ်တယ်မွေရပါဖြစ်တယ်စစ်စစ်လေးပဲဒါပေမဲ့လောလာရပြီဆိုတာနဲ့ကိုကကျွန်တော်မရခါနေလေးမှာဘူချိုအောင်စားနဲ့ကျွန်တော်ချင်းခေါင်းဆောင်တွေကချင်ခေါင်းဆောင်တွေရှားခေါင်းဆောင်တွေအတူလာတယ်ဒီလိုမြို့ဆိုတော့တဲ့မှာဘာကိုဆုဖြတ်တယ်လဲဘီလိုမျိုးရဲ့ဆုဖြတ်ချက်ကဘီလိုငီလာခါရဲ့ဆုဖြတ်ချက်တွေတာသူငင်မြတ်ရဲ့ကိုကကြမှာကိုဖာတယ်ဒါဆိုတော့ချင်းတွေဟာလည်းငကိုအတိုင်းပဲကိုကကြမှာကိုဖာတိနိုင်ခွင့်ရှိရမယ်ရှားဒီဟာလည်းငကိုအတိုင်းပဲသူတို့ရပိုင်ခွင့်ကိုရှိရမယ်
ချင်းကချင်းရလဲတိုင်းတာအလို့ရှိရမယ်ဆိုတော့အဲ့ဒါသဘောတူညီချက်ဖြစ်တယ်တော့တော့ခေအဆက်ဆက်စီအာနာစီတီကနေဝိခေပဲဖြစ်ဒါဆွေခေပဲဖြစ်အခုမီအောင်လိုက်ခေပဲဖြစ်တောက်လျှောက်ပေါ့နော်သူတို့ကကျွန်တော်တို့ရဲ့အခုနကိုကကြမှာကိုဖာတီကျွန်တော်လွန်လာရေးကိုတောက်လျှောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်စစ်လက်နက်တွေကိုအတူပြီးတော့သူတို့လက်ထက်မှာအကြောက်တရားနဲ့နေနေအောင်ကျွန်တော်ကိုမတိတ်ကျင်နဲ့ကျွန်တော်ဘာသာရေးကိုလက်နဲ့အဖြစ်နဲ့အတူပြီးတော့တိုက်ခိုက်နေကျွန်တော်ရဲ့လူမျိုးကြီးလက်နဲ့အဖြစ်နဲ့အတူပြီးတော့တိုက်ခိုက်နေခုဆိုရင်တော့ COVID-19 တောင်မှလက်နဲ့တပွားအတူပြီးတော့ကျွန်တော်ပြည်သူတွေကိုတိုက်ခိုက်နေတာဒါကြောင့်မလို့ Federal Democracy လို့ပြောတဲ့အခါမှာကျွန်တော်တိုင်းသားတယောက်အနေနဲ့ခဏဆက်မှပြောသလိုပေါ့နော်ကျွန်တော်ဟုတ်ပြီချင်းဖြစ်နေတိုင်းသားတယောက်ဖြစ်နေခုနှစ်တူပဲကျွန်တော်တိုင်းသားဖြစ်နေဆိုတာကကျွန်တော်တွေးတာထဲမှာ Federal စီပီတာဖြစ်နေကျွန်တော်တွေးတာထဲမှာလွတ်လိုက်ဆိုတာစီပီတာဖြစ်နေကျွန်တော်တွေးတာထဲမှာနော်ကိုကကြမှာကိုဖာတိလာခဲ့တာကျွန်တော်အဖို့ဖွားတွေတော်တော်များများကဟာခါမှာသူတို့လည်းစော်ဘွားတွေဖြစ်ကြတာပဲဆိုတော့စော်ဘွားလို့ပြောတဲ့အခါမှာအဲ့ဒီခေတုကသူတို့အဆိုရပေါ့ဆိုတော့ချင်းပင်နယ်တွေဘယ်တော့အခါမှမဒရိအောက်မှာမနေခဲ့ဘူးရာကိုအောက်မှာလည်းမနေခဲ့ဘူးမြန်မာဘီမကပေါ့နော်ဖီဒီအောက်မှာမနေခဲ့ဘူးခါမနေခဲ့ဘူးကျွန်တော်နေခဲ့တာဒီကိုလိုနီနယ်ချက်လက်အောက်မှာပဲနေခဲ့တယ်အခုကဆီယနာစီအောက်မှာသူတို့ကလက်နဲ့ကိုအတုပြုတယ်အဲ့လိုနဲ့ကျွန်တော်နေလာခဲ့ဆိုတော့ပြောချင်တာကကျွန်တော်တို့ Federal Democracy လို့ပြောတဲ့အခါမှာဒါဒီတိုက်တာပဲတူမဆိုစီရချတာမရွေးကြီးစီငယ်လိုက်မရွေးကျွန်တော်တို့ရဲ့အနာဂတ်က Federal Democracy မှာပဲရှိတယ် Democracy တခုတည်းမဟုတ်ဘူးကျွန်တော်ပြောနေတာ Federation နော်ဒါအင်မတာမှရည်ရှိတယ်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင် Federal Democracy မရမချင်းအနာဂတ်မရှိဘူးစစ်လေးပဲရှိနာကမရှိဘူးနော်ကချင်ရှားမှုရခိုင်စစ်မြန်မာပြည်သူတို့အနာဂတ်မရှိဘူး Federal မရှိ Democracy မရှိတော့ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင် Democracy Federal လို့ပြောတဲ့အခါမှာဒါဒီအနာဂတ်ရှိချင်နဲ့မရှိချင်နဲ့ဆိုင်သွားမယ်ဒါတေချင်နဲ့ရှိချင်နဲ့ဆိုင်သွားပြီဥပမာပေါ့ Federal Democracy မရရင်တေသွားတော့မှာပဲဒါတေချာတယ်ဥပမာလက်နဲ့သူကစောင့်နေတာကိုလက်နဲ့အာနာသိနေတာကိုအေးစိတ်မောင်းမှာအဲ့ဒီလွတ်လပ်ရင်မရရင်ဘယ်လိုရတော့မလဲတေဖို့ပဲရှိတာပေါ့ဆိုတော့တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ချင်းပြည်သူလူထုဟာလည်းဒါအားလုံးနားလည်ပြီးသားဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့တစ်ဖက်ကဆိုတော့ကျွန်တော်ချင်းဒီမှာလည်းရှိလို့ချင်းကအင်မတန်မှရည်ကြည်တယ်ဒီဒေါ်လာရေးကာလမှာကျွန်တော်ကတလုံးတဝတီးဖြစ်ဖို့ရည်ကြည်တယ်မြန်မာနိုင်ငံတစ်ခုလို့ပေါ့နော်ဒီနေ့ကျွန်တော်ရှိလို့ချင်းရဲ့ရည်ချင်းတွေတရားမှတရားဖြစ်ရမယ်အဲ့လိုဖြစ်မှကျွန်တော်ချက်ချင်းဒီအာဏာစီကိုတွန်းလှန်နိုင်မယ်အဲ့လိုဖြစ်မှကျွန်တော်က Federal Democracy စနစ်ကိုစတင်တည်ဆောက်နိုင်မှာဖြစ်တယ်ဟုတ်ပြီကျွန်တော်ပြောမယ်ဆိုတော့ Federal Democracy စနစ်မှာအယုံကြည်မရှိဘယ်ဥစ္စာကချင်းပြည်သူလူထုအတွက်အကောင်းဆုံးစနစ်ဖြစ်တယ်လဲပြောကြည့်ပါဦးမရှိဘူးဒီလုံနဲ့ကိုကျွန်တော်ကဆက်လက်ပြီးတော့ဂျွန်စနစ်အောက်မှာစစ်ဂျူစနစ်အောက်မှာနေအောင်မယ်ဆိုရင်ကျွန်တော်ကလေးအတွက်လည်းအနာဂတ်မရှိဘူးကျွန်တော်တားစီမိစေအတွက်တခုမှအနာဂတ်မရှိဘူးဒါကမြန်မာတမိုက်ကတက်တက်ပြပြီးသားဖြစ်နေဆိုတော့ကျွန်တော်ရဲ့အနာဂတ်ဒီ Federal Democracy မှာပဲရှိတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အမေရိကန်ရောက်မြန်မာတွေအနေနဲ့ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေကိုရောဝင်ကြီးအနေနဲ့အားရကျေနပ်မှုရှိပါသလားသူတို့ရဲ့ပါဝင်မှုတွေကိုဝင်ကြီးအနေနဲ့ဖြည့်စွတ်ပြောကြားအကြံပြုရှင်တာများရှိပါသလားရှင်ကျွန်တော်ဒီຫນွေဥတော်လှရေးရဲ့သမိုင်းဝီတဲ့လှုပ်ရှားမှုကအဝေးရောက်မြန်မာပြည်သူလူထုတွေမှာအများကြီးတွေ့ရတာတကယ်တော့ဆိုတော့အခုအမေရိကန်ရောက်ကျွန်တော်တို့မြန်မာပြည်သူလူထုတွေရဲ့လှုပ်ရှားမှုကတကယ်ကိုအားရကျေနပ်မှုကောင်းတယ်ဒီဒေါ်လာကြီးကတကယ်တော့ဆိုတော့မြန်မာပြည်သူလူထုကိုစီလုံးစင်တယ်လို့ပြောမှာပါတိုင်းတာမရွေးဘာသာမရွေးလူမျိုးမရွေးကျွန်တော်နော်စီလုံးချီကိုကျွန်တော်ရယူသွားနိုင်တယ်
ဆိုတော့အမေရိကကပြောမယ်ဆိုရင်နံပါတ်1အမေရိကဒီမြန်မာနိုင်ငံအတွက်အထူးတစ်ဖြစ်ဒီဒေါ်လာမှာအရေးကြီးဆုံးသောနိုင်ငံဖြစ်တယ်လို့ပြောမှာမှာဘာဖြစ်လို့မမှားတာလဲဆိုတော့အမေရိကဒီစူပါပါဝါဖြစ်တယ်ဒါအားလုံးသိထားတဲ့အတိုင်းအမေရိကပြောတာကို EU လဲနေတော့လဲလိုက်တယ်ထုံနည်းတူပဲအမေရိကမှာပဲကုလသမဂ္ဂရဲ့ဌာနချုပ်ရှိဘယ်လောက်ထိကြည့်တယ်မီဒီယာကိုကြည့်မယ်ဆိုရင်လည်းဆိုရှယ်မီဒီယာတွေကိုလို့ကိုကြည့်မယ်ဆိုရင်လည်းအမေရိကမှာပဲအခြေစိုက်ဥပမာ Facebook ကိုတော့မှကြည့်ပါ Twitter ကိုကြည့်ပါကျွန်တော် communication ကိုကြည့်ပါဘက်ကလာတယ်ကျွန်တော်စီးပွားရေးလောကကိုကြည့်ပါစီးရေးကိုကြည့်ပါနိုင်ငံရေးကိုကြည့်ပါဥပမာ PPS နိုင်ငံရေး PPS စီးပွားရေး PPS ခုနလိုစီးရေးအားလို့ကိုကြည့်မယ်ဆိုရင်အဲ့ဒါကိုတကက်ထိနေတဲ့နိုင်ငံကဘယ်နိုင်ငံလဲလို့ပြောရင်အမေရိကပဲကိုကိစီဒီလိုမနေရတယ်ဒါတွေအားလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့အင်မတန်မှဒါအရေးကြီးလာတာဒါကြောင့်မလို့ဟိုပြီးလုံးပိတာအပေါ်မှာတကယ်ပဲကျေးဇူးတင်တယ်လို့လာမဲ့အပေါ်မှာလည်းအပိတ်ချင်တာကဒီထက်မကလုံနိုင်ဆိုအမြဲရှိသေးတယ်ဥပမာပေါ့အမေရိကပြည်ထောင်စုမှာကျွန်တော်မြန်မာပြည်သူလူထုကလူကြီးနော်ငါးသိရှိတယ်ဆိုပါဆိုအဲ့လူကြီးငါးသိကနေပြီးတော့လူဒေါ်လာရေးမှာဘလောက်ပါဝကြပြီလဲဆိုတော့ကိုနီကိုဟာတိုက်နိုင်ကြမယ်လို့ထင်တယ်တစ်ဖက်ကပြောမယ်ဆိုရင်ကျွန်တော်ငွေအဖြစ်မပါဝင်နိုင်လဲစာအဖြစ်ပါဝင်လို့ရတယ်စာဆိုတဲ့နေရာမှာကိုစီနေတာတွေကိုရဲ့ကိုဂရက်စမဲတွေကိုစာရေးလို့ရတယ်အဲ့လိုစာရေးတာနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှကျွန်တော်ဆွရှာမရှိဘူးမြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြောင်းကိုစဖြစ်တဲ့အကြောင်းနဲ့အမေရိကဆိုရအနေနဲ့စီနေတာတို့အနေနဲ့ဒါနော်ဒီဥပဒေပြုရေးဖက်ကတော့လည်းကောင်းဒီဖက်က executive ဖက်ကတော့လည်းကောင်းလုပ်ပေးနိုင်ဖို့ဆိုပြီးတော့အဲ့လိုကျွန်တော်ကအများကြီးလှုပ်ရှားရရှိသေးတယ် improve မလုပ်နိုင်မဲ့အများကြီးနေရာတွေရှိသေးတယ်ဥပမာ advocacy မှာဒီထက်မကဘာလုပ်နိုင်အောင်မလားဥပမာနော် lobby မှာဒီထက်မကဘာလုပ်နိုင်အောင်မလားအခုကကျွန်တော်ဒီ Israel နိုင်ငံတေးသေးလေးပဲမြန်မာနိုင်ငံနဲ့နှိုင်းစီမယ်ဆိုရင်မြန်မာနိုင်ငံထက်6ဆလောက်ကိုကလူကြီးလည်းနဲ့တယ်တိတ်လည်းတိတ်တယ်တိုးတော့အမေရိကမှာနေတဲ့ Israel lobby လုပ်တဲ့လူတွေ Israel ပြည်သူလူထုတွေကတကယ်ဒါဆိုတော့အမေရိကကိုတော့ influence ဖြစ်တာကိုကျွန်တော်တွေ့ရတာထို့နည်းတူပဲကျွန်တော်အနေနဲ့လည်းဒါကိုကျွန်တော်ဒီခါစားတွေယူပြီးတော့အမေရိကမှာနေတဲ့မြန်မာပြည်သူလူထုကအမေရိကအစိုးရတွေအမေရိကlawmaker တွေပေါ့နော်ဒီဥပဒေပြုရေးလုပ်တဲ့လူတွေဒီ senator တွေအထက်လွှတ်တော်အောက်လွှတ်တော်မှာတွေအားလုံးကို influence လုပ်နိုင်ဖို့ရည်ကြည်တယ် lobby လည်းထိထိရောက်ရောက်ဝင်နိုင်ဖို့ ਨੇ advocacy လည်းထိထိရောက်ရောက်လုပ်နိုင်ဖို့ကအင်မတန်မှရည်ကြည်တယ်ဥပမာကျွန်တော်အနေနဲ့မြန်မာပြည်သူလူထုမြန်မာပြည်မှာနေတဲ့ပြည်သူလူထုတူတယောက်အနေနဲ့နယူးယောက်မှာလာပြီးတော့စာသားပြဖို့ဆိုတာကတော့တတော့မှမဖြစ်နိုင်မြန်မာနိုင်ငံမှာတော့မှာတော့စာသားပြမယ်ဆိုရင်လေကုလသမဂ္ဂကကြားမှာလည်းမဟုတ်ဘူးလို့တိမှာလည်းမဟုတ်ဒါပေမဲ့နယူးယောက်မှာစာသားပြမယ်ဆိုရင်အမေရိကမှာရှိတဲ့မြန်မာပြည်သူလူထုတိုက်ကဒါကတော့လို့ရတယ်ဥပမာပေါ့ဆိုနေတူပဲကျွန်တော်ယူကရိန်းပြည်သူလူထုကိုထောက်ခအားပေးတဲ့စာသားပြပွဲလုပ်မယ်ဆိုပါဆိုအဲ့မှာဆိုရင်လည်းကျွန်တော်မြန်မာပြည်သူလူထုမြန်မာနိုင်ငံအနေနဲ့စာသားလာပြမယ်ဆိုရင်လည်းအဲ့မှာမြန်မာပြည်ကနေပြီးတော့ဘယ်တော့မှမဖြစ်နိုင်ဘူးဒါပေမဲ့လည်းအဲ့ဒီမှာအတန်ကိုအတူပြုပြီးတော့စာသားပြမယ်ဆိုရင်ခုနလိုအမေရိကမှာနေတဲ့မြန်မာပြည်သူလူထုတိုက်ကဒါကိုလုပ်လို့ရတယ်ဆိုတော့ဒါတွေအားလုံးကတကယ်သားဆိုတော့အင်မတန်မှအရေးကြီးပြီးတော့အင်မတန်မှလည်းထိအောင်မှုရှိတဲ့ဥစ္စာတွေဖြစ်နေဆိုတော့အမေရိကမှာရှိတဲ့မြန်မာပြည်သူလူထုတွေလက်ထက်မှာအဲ့လိုလုံနိုင်ခွင့်တွေလုံနိုင်စွန့်တွေရှိတယ်ဆိုတာကိုတော့အားလုံးနားလည်ပြီးသားလည်းဖြစ်တယ်
လုံးကျွန်တော်ထင်တယ်တစ်ချိန်ထက်မှပြီးဒီထက်မကလုံနိုင်ကြပါစေဒီထက်မကစွစားနိုင်ကြပါစေဒီထက်မကဒီအရေးကြီးတဲ့အချိန်တွေမှာလှုပ်ရှားနိုင်ကြပါစေလို့လည်းကျွန်တော်အားလုံးကိုဆုမကောင်းမေတ္တာပို့ချပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီຫນွေဦးတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှအဓိကစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲရှင်ကျွန်တော်အဓိကစိန်ခေါ်မှုနဲ့ပတ်သက်လာတော့ငွေချင်းလို့ပဲပြောလို့ရမယ်တော်လှန်ရေးတိုင်းမှာငွေချင်းကအင်မတန်မှလိုအပ်တယ်ကျွန်တော် NUG မှာဆိုတော့ခုနလိုပြည်သူလူထုပဲအားကိုးနေရတာပေါ့နော်ပြည်သူလူထုလို့ပြောတဲ့အခါမှာခုနလိုပြည်သူလူထုကလည်းကိုစားရမယ့်ထမိကိုကြော်ပြီးတော့အဲ့လိုနော်ကျွန်တော်ဒီဒေါ်လာရဲ့အတွက်ကိုပေးလူကြတယ်ဆိုတာကျွန်တော်သိမှပြုတယ်ဥပမာဆရာမတော်အမေရိကန်နိုင်ငံမှာကျွန်တော်ကကြီးတဲ့အခါမှာကျွန်တော်မိတ်ဆွေတွေအများကြီးတို့ကနေတဲ့ညတာလို့ပြီးတော့တချို့ဆိုတော့နော်သူတို့ညတကောင်ရအဖြစ်ကိုလို့ကြတာသူတို့အဲ့လိုချွေးကတွေးကရတဲ့ပက်စာတွေကိုလှူတယ်ဆိုတာကအင်မတာမှတာဖို့ရှိတယ်အဲ့လိုသူတို့ချွေးထက်ကတွေးထက်ကရတဲ့ပက်စာတွေကိုလှူပေးတဲ့အချိန်မှာအခုနလိုပေါ့ဟိုတော့မြတယ်ကျွန်တော်ပေးစားမှုနဲ့ပတ်သက်ရင်ဒါပေမဲ့အရေးတွက်နဲ့ကြည့်မယ်ဆိုရင်အခုနလိုဒေါ်လာ30ကျော်အနေထားမှာအခုနယူကရိန်းနိုင်ငံကိုကြည့်မယ်ဆိုရင်ယူကရိန်းနိုင်ငံကခုနကြောက်မလို့ဒေါ်လာဘယ်လောက်လဲ73မဟုတ်ဘူးเนาะကျွန်တော်ပြောနေတယ်ဒေါ်လာဘီလီယံ73ကျော်ကိုအမေရိကတနိုင်ငံကကူညီခဲ့တယ်ကျွန်တော်အဲ့မှာဥရောပတိုက်ကကူညီတယ်မပြောသေးဘူးเนาะဆိုတော့ဒေါ်လာကြီးတစ်ခုကိုစီနွဲတဲ့အခါမှာဘလောက်အထိဒေါ်လာကြီးကဈေးကြီးပြီးတော့ဘလောက်အထိလိုအပ်တယ်ဆိုတာကတော့ဒီတိုင်းတွဲလိုက်တော့အခုနောက်လာနားလဲဒါပေမဲ့မရှိတဲ့ကြားထက်ကနေပြီးတော့မရတဲ့ကြားထက်ကနေပြီးတော့ဒီလောက်တတိရှိနဲ့ဒီစစ်ဘူချိုတွေဒီအချက်ဖက်စစ်ကောက်စီကိုရဆိုင်နေရတယ်ဆိုတာကတကယ်လားဆိုရင်လုံးဝကိုကအလေးပြုတင်တယ်ကျွန်တော်အလေးပြုတင်တယ်ဟုတ်ပြီကျွန်တော်စီကောမှုကငွေချင်းနေတာကျွန်တော်စီကောမှုကလက်နေခရတွေထောက်ပါမရသေးတာဟုတ်ပြီကျွန်တော်စီကောမှုကဒါတွေဖြစ်မယ်ဟုတ်ပါအဲ့အကြီးမဆိုပေါ့ပြောမယ်ဆိုရင်ဆိုတော့ဒါတွေနဲ့ပတ်သက်ဥမာယူကရိန်းကိုကြည့်ပါယူကရိန်းမှာဒီလွယ်ခဲ့တဲ့တလအတွင်းမှာယူရိုပကမထောက်ပဘူးမကူညီဘူးအမေရိကကမထောက်ပမကူညီဘူးဆိုရင်တရက်နှစ်ရက်အတွင်းမှာယူကရိန်းနိုင်ငံတနိုင်ငံလုံးကကျသွားမှာပဲသိချတာဒါပေမဲ့မြန်မာနိုင်ငံမှာဘတူးမှမကူညီဘဲနဲ့73လအထိစစ်ကောင်စီကိုမရမနာအကြဖက်ဒီအာနာစီရီကိုဒေါ်လာနိုင်တယ်ဆိုတာကကမ္ဘာတမိုင်းမှာကျွန်တော်ဒီရလိမ့်မယ်လို့ကျွန်တော်တော့ယူချင်တယ်ဘာလို့ဆိုတော့ဟိုတခြားနိုင်ငံမှာဒီလိုကျွန်တော်မတွေ့ဘူးစီပြောမယ်ဆိုရင်စီခေါ်မှုတော့အများကြီးရှိတယ်ဒါပေမဲ့လည်းအဲ့ဒီစီခေါ်မှုတွေကမြန်မာပြည်သူလူထုကိုလို့ဝတလက်မတော်မှနောက်မဆုတ်ခိုင်းဘူးနိုင်ငံတကာကမကူညီသေးလို့ကျွန်တော်နောက်ဆုတ်မရှိဘူးဘယ်တော့အခါမှလက်မမြောက်ပါဘူးဆိုတာသူတို့ကတရိထာချထားပြီးသားဖြစ်နေဘယ်တော့အခါမှကျွန်တော်တို့ဒီနောက်မဆုတ်ရဘူးဆိုတာမြန်မာပြည်သူလူထုကစီအာနာစီကိုအမြင့်ပြတ်မချိန်မချင်းနောက်မဆုတ်ရမြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့မတည်ဆောက်နိုင်မချင်းမြန်မာနိုင်ငံဒီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမဖြစ်မလားမချင်းစစ်မှတော့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမဖြစ်မချင်းဒီတိုက်ပွဲကိုဝေသွားမယ်ဆိုတဲ့စုဖြတ်ချက်တွေဟာမြန်မာပြည်သူတို့တိုင်းမှာစီထားပြီးသားဖြစ်လို့7လအထိဖြစ်နေတော့ညလည်းပဲအခုဥပမာရှိမယ်ဆိုစစ်ကောင်စီကရောဒီ7လအတွင်းမှာနိုင်ငံတကာအကူအညီနိုင်ငံတကာအတိမပြုချရသလားတခုမှမရဘူးမရနိုင်တာဟာလည်းပြည်သူလူထုရဲ့ဒေါ်လာရေးကြောင့်ပဲဖြစ်တယ်ထုံနည်းတူပဲကျွန်တော်တို့ကအခုနလိုစိတ်ခုံမှုနဲ့ပတ်သက်လာရင်တော့အများကြီးရှိတာပေါ့အခုနကျွန်တော်ပြောသလိုကျွန်တော်ဒုက္ခတဲ့တွေတောင်းမှလိုအားတဲ့သူတို့ထိုက်တန်တဲ့ကူညီမှုတွေမရဘူးဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတကယ်လားဒီဒေါ်လာကြီးဟာအရှိဟုံနဲ့ဆက်လက်တွားနေတယ် CDM နဲ့ပတ်သက်တဲ့ CDM နဲ့နောက်မဆိုးဘူးလက်မမြောက်ဘူး
PDF လဲဘယ်တော့မှနောက်မဆိုးဘူးလည်းမမြောက်ဘူး local defense force တွေလည်းဘယ်တော့မှနောက်မဆိုးဘူးလည်းမမြောက်ဘူးသူတို့ကလူဦးကြီးကိုလည်းကြည့်မယ်ဆိုရင်တိုးပဲတိုးနေတယ်ဘယ်တော့မှအောက်ကိုမရောက်တစ်ဖက်ကတမတော်လို့ခေါ်တဲ့အကြဖက်စစ်ကောင်စီရဲ့ institution တစ်ခုလို့ကနေတိုင်း defection နေတိုင်းနော်သူတို့ကလူဦးကြီးနဲနေတယ်ကျွန်တော်မှလူဦးကျွန်တော်ဖက်မှလူဦးကြီးများနေတယ်နေတိုင်းကျွန်တော်မှလူဦးကြီးတိုးနေတယ်သူတို့မှနဲနေတယ်နေတိုင်းကျွန်တော်မှအခုနလိုအရှိဟုန်နဲ့တွားနေတယ်သူမှအာရော့နေတယ်နိုင်ငံတကာတာခါပိစုမှုဟာလည်းအခုနပြောသလိုဒီထက်မကကြီးမားဖို့ပဲရှိတယ်ဒီထက်မက coordinated task force ဖြစ်ဖို့ပဲရှိတယ်ဆိုတော့ဒါတွေအားလုံးကိုကြည့်မယ်ဆိုရင်ဟုတ်တယ်မှားတယ်စီကွန်မာတော့ရှိတယ်ဒါပေမဲ့လည်းဒီဖက်ကစစ်ကောင်စီကိုကျွန်တော်ကထိခိုက်နေတာစေနေတဲ့ဥစ္စာကိုကြည့်မယ်ဆိုရင်ဒီစီခေါ်မှုတွေကဒေါ်လာကျွန်တော်ကငွေနဲ့တွဲမယ်ဆိုတော့ဒေါ်လာ30ကျော်ပဲပြည်သူလူထုကဒါဒီဒေါ်လာရေးမှာခုနလို NUG မှတ်တစစ်ပါဝင်မှုတွေရှိတယ်ဆိုတာပေါ့နော်ခုနလိုကျွန်တော်ဒါကိုကြည့်ချင်းအဖြစ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေပေါ်လာတယ်ပြည်သူကာကွယ်ရေးအဖွဲ့တွေပေါ်လာတယ်အခုနလိုပေါ့ကျွန်တော်ဂျာမာကြီးကအစားလူတချစ်ဆန္ဒထောက်ထားရေးဆိုတော့ကျွန်တော်နောက်ကွယ်မှာအများကြီးလုပ်နေတယ်ကျွန်တော်ကိုယ်တိုင်လည်းလူတချစ်ဆန္ဒထောက်ထားရေးအတွက်ကိုဒီဆယ်လအတွေ့ပေါ့နော်မြန်မာငွေနဲ့ဆိုတော့သိန်း2000ကျော်ပြီသိန်း2000ကျော်ကျွန်တော်ဝကြီးဌာနအနေနဲ့လုပ်ပြီးသားရှိတယ်နော်ဆိုတော့ပြောချင်တာကကျွန်တော်ဒီလောက်စေခုံမှုတော့များပေမဲ့လဲကျွန်တော်ဝကြီးဌာနတစ်ခုအနေနဲ့ပြည်ပြည်ဆိုင်ရာပူးပေါင်းဆိုရင်ဝကြီးဌာနတစ်ခုအနေနဲ့ကျွန်တော်အောက်မှာလူတချစ်ဆန္ဒထောက်ထားရေးဌာနတစ်ခုဖွင့်လာတယ်အဲ့ဒီဌာနအနေနဲ့ကိုခုနလိုသိန်း1000နီးပါးတာဖို့ရှိတဲ့လူတချစ်ဆန္ဒထောက်ထားကိုလုပ်ပေးနိုင်ခဲ့တယ်ဆိုတော့ဒါတရားလို့ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တော်တော်ကိုထိရောက်တယ်စစ်ကောင်စီကိုတကက်ထိခိုက်နေတာစေတယ်ဆိုတော့ကျွန်တော်တို့ဒီထဲမကနိုင်ငံတကာအကူအညီတွေကိုရလာမဲ့တနေ့ကျရင်ကျွန်တော်ထင်တယ်တလားနှစ်လားတောင်မကြဘူးလို့ထင်တယ်လာအတွင်းမှာစစ်ကောင်စီတစ်ခုလုံးကိုကျွန်တော်ဖြုတ်ခွဲနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်သူတို့ဟာလည်းနောက်ဆုံးကျတော့လက်မြောက်ဖို့ပဲရှိတယ်ပြည်သူလူထုကရှိတဲ့အာဏာကိုပြည်သူလူထုစီမှာပြပေးဖို့ပဲလုပ်တယ်ဆိုတော့အဲ့ဒီနေ့ရက်တွေကတော့ကျွန်တော်သိမိုးရတော့ဘူးလို့ကျွန်တော်ထင်တယ်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဇာရန်ဂျီဘီຫນွေဦးတော်လန်ရေးစကားဝိုင်းအစီအစဉ်ကိုလက်ခံဖြေချပေးတဲ့အတွက်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကြည့်ရှုနေတဲ့ပြည်သူများကိုနှုတ်ဆက်ရင်ဝန်ကြီးအနေနဲ့မှာရှင်းတာလေးများရှိရင်ဖြည့်စွတ်ပြောကြားပေးပါရှင်ဟုတ်ကဲ့အခုလိုZoomi TV နဲ့ကျွန်တော်ကိုပြောခွင့်ပေးတဲ့အတွက်လည်းကျွန်တော်လည်းထူးခြားတင်တယ်လို့ပြောလို့ပါတယ်ပြီးတော့ဒီဒေါ်လာကြီးဟာတကယ်တမ်းဆိုတော့ခုနလိုပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လိုနဲ့ပြောမယ်ဆိုတော့ကျွန်တော်တေချာလေးတာကိုရေးထားတယ်ဘာလို့ဆိုတော့အရေးကြီးလို့အားကြီးတယ်လို့ကျွန်တော်ထင်လို့နံပါတ်1ကဒီဒေါ်လာကြီးကဒေါ်တောင်မဟုတ်ဘူးကျွန်တော်ကဒီဒေါ်လာကြီးဒီကျွန်တော်ချစ်တယ်လို့တော့နားလည်နိုင်မှာပါthe light versus darkness လို့ကျွန်တော်ရေးထားတယ်ဒီဒေါ်လာကြီးဒီအမှောင်နဲ့အလင်းအကျဒေါ်လာကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကအလင်းကိုအကိုလို့ကလှုပ်ချကြတယ်အမှောင်ကဘယ်သူမှမလှုပ်ချင်ဘူးဆိုတော့စစ်ကောင်စီကိုဘယ်သူမှမလှုပ်ချင်ဘူးသူတို့ကအမှောင်ကိုစားပြုတယ်မြန်မာပြည်သူတို့ကအလင်းကိုစားပြုဆိုတော့ဒီဒေါ်လာကြီးဒီအလင်းရောင်နဲ့အမှောင်ချဒေါ်လာကြီးဖြစ်တယ်နံပါတ်2ဒီဒေါ်လာကြီးဒီ peace and violence ကြပါတော့ဆိုတော့ဒီဖက်ကဒီငြိမ်းချရေးနဲ့ဒီဖက်က violence ပေါ့ဆိုတော့အကြဖက်ခြင်းပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီအကြဖက်ခြင်းကိုတာမိဖို့ကကျွန်တော်မှာပါလို့တလဲငြိမ်းချရေးလုပ်တယ်ငြိမ်းချရေးကအခုနလိုဒေါ်လာအဲ့ဒီ violence ကိုမဒေါ်လာပဲနဲ့ဘယ်တော့မှငြိမ်းချတယ်ဆိုတာမရဘူးကမ္ဘာသမိုင်းလည်းဖြစ်တယ်မြန်မာသမိုင်းလည်းဖြစ်တယ်ဆိုတော့ဒီဒေါ်လာကကျွန်တော်ကငြိမ်းချရေးနဲ့ violence ချဒေါ်လာဖြစ်တယ်နောက်ဆိုကြတော့ငြိမ်းချအောက်ကိုအောင်ပါပဲနံပါတ်
ဒီဒေါ်လာကြီးဒီ love and hatreds အခြားဒေါ်လာကြီးဖြစ်တယ်ချစ်ချစ်မေတ္တာနဲ့အမုန်းတရားနဲ့ချစ်ချစ်မေတ္တာတရားအခြားဒေါ်လာကြီးဖြစ်တယ်ဒီမိအွန်လိုင်းတို့ဒီစစ်ဘုတ်ချုပ်တွေကမြန်မာပြည်သူလူထုကိုမုတ်တယ်အတေးအောက်ကိုမုတ်တာမုတ်တယ်ဆိုတာကမုတ်တယ်ဆိုတာမဟုတ်ဘူးတပ်ဖြတ်တယ်တပ်ဖြတ်တယ်အဆူလိုက်အပြူလိုက်တပ်ဖြတ်တဲ့အထစ်ကိုမုတ်တယ်အဲ့လိုပြောလို့ရတာကျွန်တော်ကမ္ဘာမှာဟစ်တလာကလွဲလို့ပေါ့နော်လူကိုအဲ့လောက်အထိမုတ်တီးပြီးတော့တပ်ဖြတ်တယ်ဆိုတာကအရာသားပြည်သူလူထုပေါ့နော်ကျွန်တော်တို့မတွေ့ဘူးမရှိဘူးဆိုတော့ဒီတိုက်ပွဲဒီကျွန်တော်တကယ်တော့ဆိုတော့မေတ္တာတရားနဲ့အမုန်းတရားအရာတိုက်ပွဲဖြစ်တယ်နောက်ဆုံးကျတော့မေတ္တာတရားကအောင်ပါပဲဟုတ်ပါပဲနံပါတ်၄ချက်ကတော့ဒီတိုက်ပွဲဒီ life and death နော်တေချီနဲ့စီချီအကြဒေါ်လာကြီးဖြစ်တယ်ဒီဒေါ်လာကြီးမအောင်ပြီတော့တေးမှာပဲကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေစစ်ကြိုစနစ်အောက်မှာစီချီဆိုတာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီဒေါ်လာကြီးကိုကျွန်တော်ဆင်နွှဲနေရတာဖြစ်တယ်ဒါတော့နားလည်ဖို့နံပါတ်5ဒါဒီ justice and injustice လို့ဆိုလို့ရတာဒီဒေါ်လာကြီးဒီ justice နဲ့တရားမျှတခြင်းနဲ့နော်မတရားမျှတခြင်းပေါ့တစ်ဖက်ကပြောမှဆိုတော့ကျွန်တော်တို့ကမတရားခြင်းနဲ့တရားခြင်းအကြတိုက်ပွဲဖြစ်တယ်စစ်ဘုတ်ချုပ်ဒီစစ်ကောက်စီဒီတောင်းဆောက်တမိုင်းမှာလုတ်ခဲ့တာတရားတာတစ်ခုစီပြောပြပါတစ်ခုမှမရှိမျှတတာရှိသလားတစ်ခုမှမရှိဘူးဒီပေါက်90ကျော်တစ်ခုမှမမျှတဘူးတစ်ခုမှမတရားဘူးသူတို့လုပ်တဲ့ဥစ္စာကိုကြည့်ပါဆိုတော့ဒါဒီကျွန်တော် justice and injustice နောက်ဆုံးကြတော့တရားချီပဲအောင်မြင်သွားမှာပါပြီးတော့နံပါတ်6ချက်ကတော့ဒီဥစ္စာဒီဒေါ်လာကြီးဒီ unrighteous and righteousness နဲ့ unrighteousness အကြတော့လာဖြစ်တယ်ဆိုတော့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ကဓမ္မနဲ့အဓမ္မအကြတော့လာပြီပေါ့စစ်ဘုတ်ချုပ်ဒီအကြဖက်စစ်ကောင်စီတွေလုံးတမျှအားလုံးကိုကြည့်ပါအဲ့ဒါမှာဓမ္မမှုတစ်ခုမှရှိတစ်ခုလေးတွေ့ပြောပါမရှိဘူးသူတို့လုံးတမျှအားလုံးဒီအဓမ္မပဲဖြစ်တယ်ဆိုတော့ဒီဒေါ်လာကြီးဒီဓမ္မနဲ့အဓမ္မအကြဒေါ်လာကြီးဖြစ်တယ်နံပါတ်9အချက်အနေနဲ့ကတော့ဒီဒေါ်လာကြီးဒီ freedom and tyranny freedom ဆိုတာကလွတ်လပ်ရေးနဲ့ဒီဖက်ကကျွန်တော်ကိုအကြဖက်ချစ်အကြကျွန်တော်ကိုထိချုပ်ချစ်အကြဒေါ်လာကြီးဖြစ်တယ်ဆိုတော့ကျွန်တော်ကခုနလို self determination နဲ့ဂျိုစနစ်အောက်မှာကျွန်တော်ရဲ့ကိုယ်ကကြမှာကိုယ်ဖာတီးရေးနဲ့ဂျိုစနစ်အကြဒေါ်လာကြီးဖြစ်တယ်စီဘိုချိုဒီရဲ့ဂျိုစနစ်အကြဒေါ်လာကြီးဖြစ်တယ်ဆိုတော့ကျွန်တော်ကလွတ်လပ်ရေးကအောက်ကိုအောက်ပါပါအဲ့တော့နောက်နံပါတ်10ချက်ကတော့ဒီဒေါ်လာရေးဒီတကယ်ဒါဆိုရင်တော့ Federal Democracy နဲ့ Military Dictatorship အကြဒေါ်လာဖြစ်တယ်။တစ်ဖက်က Federal Democracy စနစ်မအောင်မီဒီဖက်ကဘယ်သူပါအောင်မီမလဲစီအာနာစီစနစ်အောင်မီမယ်။ဆိုတော့ဒီစနစ်နှစ်ခုအကြဒေါ်လာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြည်သူလူထုအားလုံးလည်းပါဝင်ဖို့လိုတဲ့အကြောင်းတော့ကျွန်တော်ပြောပြတာဖြစ်တယ်။နံပါတ်9ကတော့ဒါဒီအကောင့်နဲ့အစိုးအကြဒေါ်လာဖြစ်တယ်အားလုံးကကောက်တဲ့ဖက်ကိုရတည်ဖို့လို့တယ်မိအောင်လိုက်လို့တပြားအားလုံးဒီကောက်တာတစ်ခုတလေပြောရတော့ကျွန်တော်ပြောပေးပါမရှိဘူးစစ်ဘုတ်ချုပ်ဒီလို့တပြားအားလုံးဒီရက်ဆက်ချင်းကြာကျိုးချင်းတပ်ဖြန့်ချင်းဖြန့်စစ်ချကလွတ်လို့ပါရှိတယ်လေစီပြောပေးပါမရှိဘူးဒါကြောင့်မို့ဒီဥစ္စာဒီအကောင့်နဲ့အစိုးချတော့လာဖြစ်တယ်နောက်ဆုံးကြတော့အကောက်ကနိုင်ပါပဲဆိုတော့နံပါတ်10နောက်ဆုံးပေါ့ကျွန်တော်ယုံကြည်သူတွေအားလုံးနားလည်ပါဒီဒေါ်လာကြီးတွေတကယ်ဒါဆိုတော့ထာဝရဘုရားနဲ့ကျွန်တော်အမိမှာပေါ့နော်နောက်ကျွန်တော် opinion ပဲအဲ့လိုပဲကျွန်တော်လည်းယုံကြည်တယ်ဒါကဘုရားနဲ့ဒီဘက်ကနတ်ဆိုးကြီးအကြဒေါ်လာကြီးဖြစ်တယ်ဒီဘက်ကတကယ်နတ်ဆိုးကြီးလို့ပြောတဲ့အခါမှာတကယ်စာသားပေါ့နော်တကယ်စိတ်တန်နဲ့ဒီဘက်ကတကယ်နော်ကျွန်တော်ဖျားနဲ့ဒီဘက်ကပါလဲဟိုခုနလိုဒီစိတ်တန်ကြီးပေါ့နာဆိုးကြီးတကယ်ဆိုးဝါးကြီးနဲ့ဟိုဒေါ်လာနေတဲ့ဒေါ်လာကြီးဖြစ်နေ
ဒါကြောင့်မလို့ကျွန်တော်တို့ကတစ်ဖက်ကပြောမယ်ဆိုတော့ဒါအဖြူနဲ့အမဲအကွက်ပြတာနော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒါအဖြူနဲ့အမဲလို့ဒီလိုတွဲလို့တော့ရတာပေါ့နော်ဆိုတော့နောက်ဆိုနေပြုတ်လို့တာကတော့နောက်ဆိုမှာအလင်းကအမှောင်ကိုနိုင်ကိုနိုင်မယ်နော် peace က violence ကိုနိုင်မှာပဲ love က hatred ကိုနိုင်မှာပဲနော်စီချီကတေချီကိုနိုင်မယ်မတရားချီကမတရားချီကကိုနိုင်မယ်ထိုနည်းတူပဲကျွန်တော်ဒီ injustice အတ္တမကဓမ္မမှုကနိုင်မှာဖြစ်တယ်ကျွန်တော်ရဲ့လောလာကြီးကနော်ဒီဘက် tyranny ကိုနိုင်မယ်ကျွန်တော် federal democracy စနစ်ကဒီဘက်ကစစ်အာဏာရှင်စနစ်ကိုနိုင်မှာဖြစ်တယ်အစိုးကအကောက်ကအစိုးကိုနိုင်မယ်တစ်ဖက်ကပြောမယ်ဆိုတော့ခုနလိုအသက်ရှင်တော်ဖခင်ကဒီဘက်ကနာဆုချီကိုနိုင်တာဆိုတော့ဒါကတော့ကျွန်တော်အလုံးတိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာလည်းလောနောက်မဆိုးပဲနဲ့လည်းမြောက်ပဲနဲ့ခုနလိုဒါအကောင်းတဲ့အဆုကိုတေးချခွဲခြားထားပြီးတော့ကျွန်တော်ဆက်လက်သွားမယ်ဆိုရင်ဒီအရေးတော်ပေါ်အောင်ပြီဖို့ဟာတော့နေရလာနေပဲဖြစ်တော့တယ်နော်တကယ်တော့ဆိုတော့အရေးတော်ပေါ်အောင်ရမည်မဟုတ်တော့ပဲနဲ့အရေးတော်ပေါ်ဟာတော့အောင်မြင်နေပြီဖြစ်ပါတယ်အဲ့လိုပဲနောက်ဆိုပြောလို့ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်ယနေ့အစီအစဉ်ကတော့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာနဲ့မေးမြန်းခန်းအစီအစဉ်ဖြစ်ပါတယ်ရှင်ဇရန် TV ရဲ့ຫນွေဦးတော်လိုင်းရေးစကားဝိုင်းမေးမြန်းခန်းအစီအစဉ်ကိုနောက်များမှာလည်းတင်ဆက်သွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇရန် TV ပရိသတ်ကြီးစောင့်မျှော်အားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ကျွန်မကတော့စီစဉ်တင်ဆက်သူညဉ့်ညံဖြစ်ပါတယ်ရှင်